မင်္ဂလာပါရှင်ပါရာတိုက်မြန်မာ Audiobook Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခုဆိုရင်တော့စာရေးသူစံလွင်အရှင်အာတိတ်ဆရန်တီရေးသားထားတဲ့ယေဒနာသုံးပါးကိုယုံကြည်ကိုးကွယ်စီးကပ်လာသူတယောက်ကြောင်းဆိုတဲ့စာအုပ်ကောင်းကလေးရဲ့ပထမတွင်ဘာသာကြီး3ရက်နှင့်စံလွင်ဒုတိယတွင်ကပ္ပတတနာပေါင်းစုံနှင့်စံလွင်တတိယတွင်ဗုဒ္ဓကျမ်းဂန်များနှင့်စံလွင်ဆိုပြီးအတွဲ3တွဲအထိဖတ်ရှုပြီးသွားပြီဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့စရုထတွင်ပါရမီလန်းအကျင့်စခန်းမှစမ်းလွင်ဆိုပြီးအခန်းဆက်များကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လိုက်ပါနားဆင်ခန်းစားကြည့်ပေးပါအောင်နော်။စရုထတွင်ပါရမီလန်းအကျင့်စခန်းမှစမ်းလွင်နားလေစီချောင်းတို့ကျင့်ကောင်းစွာတောင်းပြောင်းနှက်ဆက်တဲတိုင်မှတ်ဟုထီမြက်စရာရထသာလျင်ပညာရကြောင်းဉာဏ်နှင့်လောင်၍ယုံပေါင်းစင်ခြင်းစုံမတင်သည်ဤတွင်တခန်းပြီးဤသောရှင်မဟာရထတာရစကားအညွန်ဤစရုထတွေသည်အကျွန်ုပ်ယတနာသုံးပါးကိုယုံကြည်သက်ဝင်စားအခါဝင်ဝိဇ္ဇာနှင့်မှစရဏနေသို့အကူ၌အထူးထူးသောတန်လျက်ကိုအလိုက်မှားဘူးသောရွှေသမင်ကဲ့သို့တရားရှာသူများတရားမရမီအမှားမျိုးမျိုးကြုံရတတ်ပုံလောကီဝိဇ္ဇာပညာဂန္နာရီအတက်များဤရင်သက်ရှုမောပွဲအပြောကျဲသောတူးဆန်းအံ့ဩပွဲများကိုတွေ့မျက်မြင်စုံတွေ့စဉ်အထင်ကြီးသောစိတ်ဖြင့်အမှားကိုတရားထင်၍လိုက်မိပုံပါရမီစခန်းပညာလန်းသည်ဝိဇ္ဇာလန်းနှင့်ပူသွားပုံအတက်ခရီးလန်းမှအပြက်အစည်းကျမ်းပုံပါရမီကိုရည်မှန်းသူသည်အစမ်းခံဘဝ၌ကျင်လည်ရပုံအလုံးစုံသောအတွေ့အကြုံကိုဖော်ပြရာဖြစ်သောစာဖြစ်ပါသည်ဥပဒကာဖြစ်လာသူ၏တန်ဝေကစာမျှတာပါစာရေးသူအပိုင်း19တန်တရားသဲလွန်စာနှင့်ကြောင်းကျိုးနိယာမှာတောင်ပုလူဆရာတော်ဖျားကိုဖူးတွေ့ပြီးသည်မှာနောက်ကာလဝဲအကျွန်ုပ်ဤစိတ်သည်တိတိတသာပြောင်းသွားသည်ဟုဆိုထိုက်သည်အဘယ်သို့ပြောင်းသွားသည်နည်းဆိုတော့လွတ်လပ်သောအဖြစ်သို့ပြောင်းသွားသည်ဟုဆိုသင့်ပါသည်လွတ်လပ်သောအဖြစ်သို့ပြောင်းသွားသည်ဆိုသောစိတ်တဘာဝသည်စမ်းကြဲသည်ဟုလည်းဆိုနိုင်မည်ထင်ပါသည်။ဘာကြောင့်စမ်းကြဲသည်ဟုထင်ရသည်ကိုရှင်းပြပါမည်။ရှင်းပြသည့်အခါအကျွန်ုပ်စိတ်ပြောင်းတဲ့ကဲ့သို့အကျွန်ုပ်၏ဘဝမှာလည်းအကြီးအကျယ်ပြောင်းလဲမှုများကြုံတွေ့လာပုံကိုပါစာရှုသူသည်အံ့ဩဖွယ်ရာဟုတ်ပဲဟုတ်ပါမလားဟုဒိုလောတွေးရလောက်အောင်ဖြစ်မိပါလိမ့်မည်။တို့ရာတွင်ယခုဖော်ပြမိဖြစ်ရအားလုံးတို့သည်ကိုတွေ့ကြုံရသောဖြစ်ရများကြီးဖြစ်သည့်အပြင်ထိုဖြစ်ရများအတွက်တက်တီကံအထောက်ထားများလည်းများစွာပင်ယခုတိုင်ရှိသည်ဖြစ်၍ယုံတန်းစကားများဟုမထင်သင့်ပါဥစွာစမ်းကြဲသည်ဆိုသောစကားကိုသဘောကျအောင်တသနာတဘာဝအားဖြင့်ရှင်းပြပါမည်စမ်းကြဲသည်ဆိုသည်မှာဖြစ်ရိုးဖြစ်စဉ်မဟုတ်သောသဘောကိုဆိုသည်ထူးခြားသည့်အတွေ့အကြုံသဘောကိုလည်းဆိုသည်တွေးထင်မျှော်လင့်ထားသည့်အတိုင်းမဖြစ်ပေတခြားတစ်ပါးသောနည်းဖြင့်အံ့ဩဖွယ်ရာဖြစ်ပေါ်တတ်ခြင်းကိုလည်းဆိုပါသည်တောင်ပုလူဆရာတော်ကြီးကိုဖူးတွေ့ရပြီးနောက်အကျွန်ုပ်၏ရင်ထဲတွင်စူးဝင်လျက်ရှိသောတန်တရာဝီစီကိစ္စဆူညောင်ကိုခွဲစိတ်ထုတ်ပယ်ပစ်လိုက်တဲ့ကဲ့သို့ဖြစ်သွားပါတော့သည်ထိုအခါမနောဟုခေါ်ဆိုအပ်သောဘဝင်သည်ရှင်းလင်းပွင့်လင်းသွားတဲ့ကဲ့သို့တစုံတစ်ခုသောပြန်ပြောညီလွင်သောခံစားချက်သည်ဖြစ်ပေါ်၍လာလေတော့သည်ထိုသဘောသည်ကြမ်းတမ်းသောပြင်တစ်ချက်ကိုလက်သမားသည်ချောပြေသွားအောင်ရွှေပေါ်ဖြင့်ချောတန့်လိုက်သည့်အခါပြင်ချက်၏မျက်နှာပြင်သည်ချောပြေပြန်ပြူးသွားသည်နှင့်တူသည်ဟုဆိုလျင်ရမည်ထင်ပါသည်တခါတရံရန်ကုန်လမ်းမများမှာမိုးအခါတွင်းကြိုက်များဖြစ်လျက်ကအသွားအလာခက်ခဲကြမ်းတမ်းသည်ကိုစောင်းဥပေါအခါ၌သက်ဆိုင်ရာတို့ကခင်မီနိုင်လွန်ကတ္တရာလန်းခင်းဖြန့်လိုက်သောအခါခရီးသွားတို့စိတ်မှာချောပြေခြင်းပီတိဖြစ်ရပါသည်ယခုအကျွန်ုပ်၏နှလုံးသား၌ဖြစ်သောခံစားချက်သည်လေထိုကဲ့သို့ချောပြေပြန်ပြောညီညာသောခံစားချက်ဟုဆိုခြင်းပါသည်တနည်းအားဖြင့်စူးညောင်ခလုတ်ကတင်တွင်းကြိုက်နှင့်တူသောတန်တရာပျောက်ကွယ်သွားခြင်းသည်အကျွန်ုပ်၏နှလုံးသား၌ဖြစ်ပေါ်နေခဲ့သောခက်ခဲကြမ်းတမ်းဖုထစ်မှုတစ်ခုပပျောက်သွားခြင်းဖြစ်လေသည်နှလုံးသားချောပြေတန့်ပြန်လာခြင်းသည်ပြင်ကျက်၏ချောပြေတန့်ပြန်လာခြင်းနှင့်တူသည်ဟုအကျွန်ုပ်ထင်သည်မှာအကြောင်းရှိပါသည်ထိုအကြောင်းသည်ဤသို့ဖြစ်ပါသည်တဘာဝအားဖြင့်ပဂတိပြင်ချက်သည်ကြမ်းတမ်းသောသဘောရှိသည်
ထို့သို့ဖြစ်ခြင်းသည်မျက်နှာပြင်ပေါ်၌မညီညာသောအစွန်းအစများအဖုထစ်များကြောင့်ဖြစ်သည်လက်သမားဆရာသည်ရွေပေါ်ဖြင့်ထိုအကျန်းရှဖုထစ်များကိုတုတ်တင်လိုက်လေသည်ထိုအခါပြင်ကျက်၏မျက်နှာပြင်ပေါ်ရှိအကျန်းအရှအထိုးအထောင်ဖုထစ်များလွင့်စင်ကင်းပြောက်ကြကုန်လေသည်ထိုအရာများလွင့်စင်ကင်းပြောက်သွားသည်နှင့်တပြိုင်နက်ပြင်ကျက်သည်ချောပြေခြင်းအဖြစ်သို့ရောက်ရလေတော့သည်လက်သမားသည်ထိုပြင်ကျက်ကိုပို၍ချောသည်ထက်ချောမွတ်သည်ထက်မွတ်အောင်ကော်ဘက်ဖြင့်ထပ်တိုက်ပြန်သည်ပြင်ကျက်၏မျက်နှာပြင်သည်ကျန်းရာမှနှုလာသည်ချောရာမှမွတ်လာသည်ထိုအခါလက်သမားသည်ချောသောပြင်ကျက်၏မျက်နှာပြင်မှအယောင်အလင်းထွက်လာအောင်အယောင်တင်စီဖြင့်ပုတ်တိုက်ပြန်သည်ပြင်ကျက်၏မျက်နှာပြင်သည်လည်းကြေးမုံပြင်ကဲ့သို့ပြောင်လက်လေတော့သည်ထိုချင်းရာကိုမြင်ရသောအခါအကျွန်ုပ်လည်းဤသို့ဆင်ခြင်လေသည်ငါ၏စိတ်သည်လည်းထိုပြင်ကျက်နှင့်အတူဖြစ်သည်ကျေးဇူးရှင်ဆရာသမားတို့သည်မိမိ၏စိတ်ကိုကြမ်းတမ်းသောအဖြစ်မှနူးညံ့မွတ်ဆင်သောအဖြစ်သို့ရောက်အောင်အနည်းနည်းဖြင့်တုတ်တင်ပေးခဲ့ကြလေပြီယခုငါ၏စိတ်သည်ယခင်ကနှင့်လုံးဝမတူတော့လိုရာအသုံးချ၍ရပြီဖြစ်သောရွေပေါ်ထိုးပြီးသောပြင်ချက်ကဲ့သို့ချောမောပြေပြစ်ပြီးယခင်ကမူငါ၏စိတ်ကြေးမုံသည်မတန့်ရှင်းမညီညွတ်အဖုထင်များကြောင့်လောကအယိတ်သည်ပုံမှန်အတိုင်းမထင်ခဲ့ပေါ်လာသည်များသောအယိတ်တို့သည်အရွယ်အဆောင်အမှောက်မားတွေသာများခဲ့သည်ယခုမူငါသည်ကြည်ညိုသင့်သောအရာတို့၌ကြည်ညိုတတ်ပြီးငါ၏ချောပြေညီညွတ်သောမနောကြေးမုံပြင်ပေါ်၌ဖျား၏အယိတ်လည်းမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ထင်မိတရား၏အယိတ်လည်းမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ထင်မိတန်ဃာတော်၏အယိတ်လည်းမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ထင်နိုင်မိယခုမူမိမိသည်ထိုချောပြေလာပြီးဖြစ်သောစိတ်ကိုအယောင်လင်းတောက်ပလာအောင်ပုတ်တိုက်ပြီးစင်ကြယ်သည်ထက်စင်ကြယ်အောင်လုပ်ဖို့သာလိုတော့သည်ဟုအောက်မေ့မိလေတော့သည်ခလုတ်တသိန်းတွင်းချိုက်တို့ကြောင့်အနောက်ရှက်ခက်ခဲဖြစ်လျက်လွတ်လပ်ခြင်းအစဉ်ပြေခြင်းလွယ်ကူသက်သာခြင်းစိတ်ချမ်းသာခြင်းကင်းခဲ့သောစိတ်သည်ဖျားတရားတန်ဃာတို့၌ကြည်ညိုခြင်းတရားဖြစ်ပေါ်လာသည်မှစ၍ကြည်ညိုခြင်းရတာကိုချက်ချင်းပင်ထူးထူးခြားခြားခံစားရလေတော့သည်အမှန်ကိုဝန်ခံရလျင်ရှေးခါကမူအကျွန်ုပ်သည်တရားတရား၌အရသာရှိသည်ဟုလည်းမထင်ခဲ့ထိုတရားဤကြည်လင်ရှင်လန်းခြင်းဝမ်းမြောက်ခြင်းကြည်နူးခြင်းပီတိရတာကိုလည်းမခံစားတတ်ခဲ့ခြင်းမခံစားတတ်ခဲ့ဟုဆိုရခြင်းမှာအကျွန်ုပ်၏နှလုံးသားတွင်ထိုပီတိ၏အရသာမျိုးကိုတစ်ကြိမ်တစ်ခါမျှပင်ပေါ်ပေါက်ခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်ယခုဖျားတရားတန်ခါယေရနာသုံးပါးကိုကြည်ညိုတရားပွားတက်လာသောအခါတသက်တွင်တစ်ကြိမ်မျှပင်မခံစားခဲ့ရဘူးသောအရသာတကားတို့ထက်ထူးသောထိုတရား၏အရသာကိုပထမဦးစွာခံစားရလေတော့သည်ထိုအတွေ့အကြုံသည်အကြိမ်ကြိမ်ခံစားမှုသူတို့အတွက်မဆန်းဟုဆိုနိုင်တော့လေအကျွန်ုပ်အတွက်မူကားအလွန်စမ်းကြယ်ပါသည်အဘဲကြောင့်ဆိုသောအကျွန်ုပ်သည်ယုံကြည်ချက် belief ၏အင်အားဝါအစွမ်းတတ္တိကိုမိမိတသက်တာဘဝဝယ်ပထမဦးစွာမျက်မှောက်သိမြင်လာသောကြောင့်ပင်ဖြစ်သည်အကျွန်ုပ်သိမြင်သောတရား၏အထူးခြားဆုံးအချက်မှာတရားသည်ရဲစွမ်းတတ္တိဖြစ်သည်ဟုနားလည်ခြင်းဖြစ်သည်အကျွန်ုပ်နားလေသောရဲစွမ်းတတ္တိသည်စိတ်၏မကြောက်တရားကိုဆိုလိုပါသည်အကျွန်ုပ်၏ပင်ကိုယ်စိတ်၌ဖြစ်ပေါ်လာသောယုံကြည်ချက်တရားသည်ပညာမပါသောလူဘိန်းတို့၌ဖြစ်ပေါ်လေရှိသောပဂတိတရားမျိုးမဟုတ်ဟုလေဆိုသင့်မည်ထင်ပါသည်ပဂတိတရား၏သဘောကိုကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးကဤသို့အတိပ္ပယ်ဖွင့်ပြထားပါသည်ပဂတိလူတို့၌ဒါနမှုသီလမှုအကုအပဘာဝနာမှုနှင့်ဖြစ်၍နေသောတရားသည်ပဂတိတရားမည်သည်ထိုပဂတိတရားသည်စိတ်ကိုအစိုးရ၏ဆိုတော့လေပဂတိလူတို့၏စိတ်ယူစိတ်နှောက်ကိုပျောက်ငြိမ်းအောင်အုပ်ချုပ်နိုင်သည်မဟုတ်ထိုစိတ်ယူစိတ်နှောက်အတိုင်းမှာအလိုက်တင်လိုက်လျော၍ဒါနပြုယုံမျှသာစိတ်ကိုအစိုးရသည်တရားမရှိခဲ့လျင်စိတ်သည်ဘယ်အခါမှကောင်းမှုကုသိုလ်စီသို့မသိပြီမကောင်းမှု၌သာမွေလျော်သည်ဤကပွားများခြင်းမရှိသောပဂတိတရား၏အစိုးရမှုနှင့်ဖြစ်နိုင်သောပဂတိကုသိုလ်မျိုးသည်တရားမရှိခဲ့လျင်စိတ်သည်ဘယ်အခါမျှကုသိုလ်ကောင်းမှုစီသို့မသိနိုင်ဆိုသောအချက်ကိုယခင်စိတ်အခြေအနေနှင့်ဆိုလျင်အကျွန်ုပ်သည်လုံးဝသဘောပေါက်နိုင်မည်မဟုတ်တော့လေယခုမူထိုသဘောကိုနားလေကသဘောပေါက်ယုံများမကအကျွန်ုပ်သည်ဘဝင်အကြကြီးကြတတ်သောအခြေအနေသို့ရောက်ရှိသွားပြီဖြစ်လေသည်ဤတွင်ဝန်ခံရန်အချက်တစ်ချက်ရှိပါသည်အကျွန်ုပ်၏ဘဝတွင်တရားပေါက်ပွားခြင်းမရှိမီကမူအကျွန်ုပ်သည်
ငါးပြားတစ်စိတ်လှူခြင်းကိုပင်ပြုလို့သောဆန္ဒမရှိခဲ့ချေမိမိစိတ်တွင်ငါးပြား10ပြားလှူပြီး900 1000ဘိုးလောက်ကျင့်တဲ့နှစ်သိမ့်နေကြခြင်းကိုအစဉ်သဖြင့်အပြစ်တင်လေးရှိသည်လူလောကတွင်တဦးကလဝါဖြန့်သူတဦးကလဝါမှောက်သူထိုလူနှစ်ဦး၏ဆက်ဆံရေးတွင်တဦးကဘာဆိုဘာမှတန်ဖိုးမရှိတဦးကမူတန်ဖိုးအလုံး၏ပိုင်ရှင်ဖြစ်နေခြင်းသည်လူချင်းအဆင့်ခွဲခြားမှုသာဖြစ်သည်လောက၏မတရားမှုသာဖြစ်သည်ဟုအကျွန်ုပ်သည်ရုပ်ဝါဒီဆန်စွာယုံကြည်မှတ်ဆွဲထားခဲ့ဘူးလေသည်ထိုမြမကသည်ဤကဲ့သို့လှူဒန်းသူနှင့်အလူခံပုဂ္ဂိုလ်တို့၏လူမှုဆက်ဆံရေးဘဝရှိနေသည်များမှာလည်းလူလောကသည်တိုးတက်မီမဟုတ်ဟုကြီးကြီးကျယ်ကျယ်လေးစဉ်းစားခဲ့ဘူးသည်ထိုစဉ်အခါကမူအကျွန်ုပ်ကို၌အကျွန်ုပ်လည်းလောက၏ကဲတင်ရှင်ကြီးတူဖြစ်တော်မူပုံအထင်ကြီးနေခဲ့ဘူးလေသည်တတဝါတို့မှာကံတရား၏ပြုပြင်ဖန်တီးမှုအရာဖြစ်နေရသည်ဟုသောဗုဒ္ဓမြတ်စွာဘုရား၏တရားတော်ကိုမမြင်တတ်မီကဖြစ်ခဲ့ဘူးသောအတွေ့ရိုင်းများမရှင်းလင်းသောအယူများဖြစ်ကြလေသည်ယခုမူဤစာရေးသည့်အချိန်တွင်တနေ့ကမိတ်ဆွေစာရေးဆရာမတူ၏မိသားစုကတိပိတကဆရာတော်ကြီးအားမန္တလေးမြို့နိုင်ငံတော်ပြည့်ရတိတက္ကသိုလ်အဆောင်အမှတ်9အတွက်ကျပ်ငွေ9သိန်းအလူရေဆက်ချပွဲသို့ဗိုလ်တထောင်သတင်းစာအက်ဒီတာဦးစိုးသိန်းမောင်ဝင်းသားသာသနာရေးဌာနမှသူတည်တနာမူဦးဟန်ထီတို့နှင့်အတူရောက်သွားရသောအခါမှာအကျွန်ုပ်သည်တရားဤရဲစွမ်းတတိကိုအထင်ရှားတွေ့မြင်ရလေတော့သည်9သိန်းသောအတပြားကိုထိုမိသားစုတစုတီကအလူပေးသောရေစက်ချအခမ်းအနားမှာရိုးကလေးဖြစ်သည်ဘာမှပုံကြီးချဲ့ခြင်းမရှိပရိသတ်လည်းမများနီးစက်ရာလူများမှာတရားပင်မပြည့်ချေလူရန်သူသည်မိမြနှလုံးသားပြတ်သားသည်မသိထိုရေစက်ချပွဲကိုတမီးကသာရေစက်ချပြီးအလူရှင်ကမူနေမာပင်နေ၍အာယုံပြုတ်သည်ဟုဆိုလေသည်ဗိုလ်တထောင်အေရီတာကဤမြများပြသောအလူကိုလှူခြင်းအတွက်ဗုဒ္ဓဘာသာဝင်ကလျာဏသူတော်စင်များတရားပွားများရအောင်သတင်းစာထဲထည့်ပေးရမလားဟုမေးသည်ကိုအလူရှင်ဆရာမကမထည့်ပါနဲ့ဆရာရဲ့မိမိစိတ်မကောင်းဖြစ်ပါမယ်မိမိကသူ့လူရာကိုလူမသိစေခြင်းဘူးဒီလိုရိုးပင်ဖြေလေသည်ထိုစကားကိုအကျွန်ုပ်ကြားရသောအခါထိုဆရာမပြောသည့်အဓိပ္ပာယ်နှင့်တခြားအဓိပ္ပာယ်များကိုအကျွန်ုပ်စဉ်းစားမိလေသည်လူချင်းသည်လူသိစေခြင်း၍မဟုတ်ပါနာမည်ကြီးခြင်း၍မဟုတ်ပါအထင်ကြီးခံရဖို့မဟုတ်ပါကြွားဖို့လည်းမဟုတ်ပါဟုသာမိမိဘာသာစဉ်းစားမိလေသည်တရားဤရဲရင်ခြင်းကထိုမြနှဆိုင်လေသည်တကားယုံကြည်သောအခါရဲရင်သည်ဆိုသောစိတ်တနိယာမတရက်ကိုအကျွန်ုပ်သဘောပေါက်နိုင်ပြီဖြစ်ပါသည်ထိုရဲစွမ်းတတိသည်လောကကိုရင်ဆိုင်ရာတွင်အလွန်အဖိုးတန်လှသောအထောက်ပံ့မျိုးဖြစ်သည်ကိုလည်းနောင်တွင်အကျွန်ုပ်ကိုယ်တွေ့သိရလေသည်တရားသည်ပကတိတရားဘာဝနာတရားဟု၍နှစ်မျိုးကွဲကြောင်းကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးသည်ဘောဓိပက္ခိယဒီပဏီတွင်ခွဲခြားပြထားလေသည်ပကတိတရားကမပွားများပဲဖြစ်သောလူဘိန်းတို့၏ပညာမရှင်သောတရားမျိုးဖြစ်လေသည်တာမန်ပတဏတရားဟု၍လည်းကျမ်းဂန်များတွင်ဖော်ပြထားလေသည်ယခုမိမိဘဝင်ဝဲဖြစ်ပေါ်လာသောတရားကထိုတရားမျိုးမဟုတ်ချေမိမိမှာအစကဘာတရားမျှမရှိသူတရားပိတ်ပင်သောနှလုံးသားရှိသူသာဖြစ်ခဲ့သည်ယခုအခါကြီးစွာသောပေါက်ပွားလာသောတရားသည်ကပကတိတရားမဟုတ်နိုင်ပွားများခြင်းစူးစမ်းခြင်းအားထုတ်ခြင်းဖြင့်ရအပ်သောတရားမျိုးသာဖြစ်သည်ဟုအောက်မေ့ပါသည်အကျွန်ုပ်၏အဖြစ်သည် Francis Bacon ပြောသောစကားနှင့်အညီဖြစ်လျက်ရှိသည်ဟုထင်ပါသည် Francis Bacon က philosophy မတောက်တစ်ခေါက်တက်တာဟာလူစိတ်ကိုဖျားမဲ့ဝါဒစီသို့ညွတ်စေပါသည် philosophy များများတက်ပြီးနှိုက်နေနေသိလာတဲ့အခါမှာတော့ philosophy ကလူစိတ်ကိုဘာသာယုံကြည်ကိုးကွယ်မှုတဲ့သို့နက်နေရောက်စေနိုင်ပါသည်ထိုစကားသည် philosophy ကလူတဦး၏ယုံကြည်ကိုးကွယ်မှုကိုခိုင်မာသောအသိပညာအုတ်မြစ်ပေါ်သို့တင်ပေးနိုင်သည်ဉာဏ်နှင့်ရှင်သောအသိမြင်ကိုရရှိသည်နှင့်တပြိုင်နက်လူနှလုံးသားမှာဒိဋ္ဌိနှင့်ဝစီကိစ္စအလုံးပျောက်ကင်းသွားရလေတော့သည်ဟုဆိုလိုခြင်းဖြစ်သည်ထိုအချက်လည်းအထူးမှန်သောအချက်ဖြစ်ကြောင်းအကျွန်ုပ်ဝန်ခံပါသည်တန်တရာအကျွင်းမကြမ်းအောင်အကျွန်ုပ်အားလည်းအကျွန်ုပ်တက်မြောက်ခဲ့သည့်ဒသနပညာကကိုကြီးထောက်ပံ့ခဲ့သည်မှာထင်ရှားလှပါသည်ပါမောက္ခ White Patrick ကဘာသာယုံကြည်ကိုးကွယ်မှုအတွက်အထောက်ပံ့ပြုပုံကိုအောက်ပါအတိုင်းရေးသားထားလေသည်ကျွန်ုပ်ကို philosophy ကတောင်ထိပ်ပေါ်ကိုရောက်အောင်ခေါ်သွားနိုင်ပါတယ်တောင်ထိပ်ကိုရောက်တဲ့အခါဘဝကြိုင်ဝမ်းထဲမှာရှိတဲ့မ
သေးကြတာတွေမရေရတာတွေကိုအပေါ်စီးကမြင်အောင်ပြတယ်ဒီလိုမြင်ရတဲ့အခါမှာတော့ဒါတွေဟာဒီလိုပါကလားလို့သိတဲ့အသိပညာကိုရတယ်ဒီအသိပညာကိုလည်းရရောဘဝနဲ့ပတ်သက်တဲ့ကြောက်စိတ်လည်းတစ်ချက်တည်းလွင့်စင်ပြောက်ကွယ်သွားပါရောအစိုးဆုံးကိုမြင်ရသည့်တိုင်အောင်ဒီလောက်ကြီးမစိုးသေးပါဘူးလားလို့နှလုံးသွင်းလာနိုင်တာနဲ့အမျှလူမှာငြိမ်းချမ်းတဲ့စိတ်ကြီးကြီးကျယ်ကျယ်ရတော့တာပဲယုံကြည်ချက်သည်ရဲစွမ်းတတိဖြစ်စေသည်ဆိုသောအချက်သည်ထိုသဘောကိုဆိုခြင်းဖြစ်သည်ဖျားတရားတန်ခါနှင့်ကံသဘောတရားကိုယုံကြည်သက်ဝင်လာသောအခါမှစ၍ကျွန်ုပ်၏ဘဝတွင်တစ်ကြိမ်တစ်ခါမျှမဖြစ်ခဲ့ဘူးသောရဲစွမ်းတတိမျိုးလေးဖြစ်လာပြီးတစ်ကြိမ်တစ်ခါမျှမမျှော်လင့်ခဲ့သောဖြစ်ရွက်များစွာသည်လည်းစက္ကာဖြစ်ပေါ်လာလေတော့သည်ပထမဦးစွာဖြစ်ပေါ်လာသောအချက်မှာဥခင်ဝင်းထံမှမျက်နာငယ်ရမှာကမောင်းအချစ်ဦးနေထွက်ရိုက်ကူးရေးအတွက်လိုအပ်သောငွေကိုရရှိခြင်းဖြစ်လေသည်တို့ရာတွင်ဥခင်ဝင်းကထိုငွေကိုပေးသောအခါထူးဆန်းသောစာချုပ်တစ်ခုကိုချုပ်ဆိုလေသည်အကျွန်ုပ်မှာရုပ်ရှင်လောကသို့ဘူးမတိဘာမတိရောက်ရှိလာသူဖြစ်ရာရုပ်ရှင်ပညာကိုစာအုပ်များနှင့်မြင်စရာများထံမှလေ့လာသင်ယူ၍တက်မြောက်ခဲ့တော်လဲရုပ်ရှင်စီးပွားရေးလုပ်ငန်းကိုမူမကျွမ်းကျင်ချေထိုအချက်ကိုမိတ်ဆွေဖြစ်သူဥခင်ဝင်းကနားလေသည့်အလျောက်ရှုပ်ထွေးသောစာချုပ်ဖြင့်အကျွန်ုပ်အားချီနှောင်လေတော့သည်စာချုပ်မှာအသေးမဟုတ်အရှင်ဖြစ်သည်စကားဤတန်ဖိုးကိုမူအသေးချုပ်ထားသည်တို့ရာတွင်ထိုတန်ဖိုးကိုမပေးတန်ဖိုးဤတဝက်ကိုသာပေးသည်မန္တလေးမြို့မှာရုပ်ရှင်စကားပြသ၍ဝင်ငွေများလာလျင်သတ်မှတ်ထားသောစကားတန်ဖိုးကိုပေးမည်ဝင်ငွေနည်းလျင်ထိုတန်ဖိုးကိုမပေးဘလောက်ရလျင်ဘလောက်အထိပေးမည်သို့တော့ဘလောက်ပဲမန္တလေးမှာဝင်ငွေရမူလသတ်မှတ်ထားသောစကားတန်ဖိုးထက်တော့ပိုမပေးဆိုသောအချက်ဖြစ်သည်အကျွန်ုပ်လည်းနားမလဲသည်ကတကြောင်ငွေလိုသည်ကတကြောင်ကြောင့်ထိုစာချုပ်ကိုသဘောတူလိုက်ရလေတော့သည်နေထွက်ရိုက်ကူးရေးစရိုက်ရသောအခါအကျွန်ုပ်သည်ထိုစကားကိုကချင်ပြည်နယ်ပူတာအိုမူလာရှိတိနှင့်မချမ်းဘောဒေသသို့တွားရောက်ရိုက်ကူးလေသည်ကချင်ပြည်နယ်မှထွက်လာခဲ့ပြီးနောက်မထင်မှတ်ပဲနေကချင်ပြည်နယ်သို့နောက်တစ်ခါပြန်ရောက်သွားသောအခါယထာဘော်တွင်ကချင်ပြည်နယ်ဥက္ကဋ္ဌကြီးဦးတိန်ရတန်နှင့်ပြန်လည်ဆုံတွေ့ရလေသည်ဥက္ကဋ္ဌကြီးကတွေ့လျင်တွေ့ချင်းအကျွန်ုပ်အားဆရာဦးသိန်းဖေမြင့်အားအပြစ်တင်သည့်စကားများကိုပြောလေတော့သည်အကျွန်ုပ်ကအကျိုးအကြောင်းစုံသိရအောင်ဥက္ကဋ္ဌကြီးဦးတိန်တန်ရအားဥက္ကဋ္ဌကြီးဦးတိန်ရတန်အားမေးမြန်းသောအခါဆရာဦးသိန်းဖေမြင့်သည်ဘိုးတထောင်သတင်းစာပွင့်ပွင့်လင်းလင်းပြောပြစီအခန်းမှရေးသားသည့်စောင်းမတစ်ပုဒ်တွင်ဥက္ကဋ္ဌကြီးတို့ရဝမ်လူမျိုးများ၏ဂုဏ်သိက္ခာကိုထိခိုက်စေသောအရေးသားများကိုရေးသားမိသောကြောင့်ဖြစ်ကြောင်းသိရလေသည်ဥက္ကဋ္ဌကြီးကထိုစကားကိုပြောသောအခါအကျွန်ုပ်လည်းရဝမ်လူမျိုးများအကြောင်းများစွာကိုလေ့လာခဲ့ဘူးသည်ဖြစ်ရကာဤနေရာတွင်ဤစကားကိုပြောသင့်မှတင့်တော်မီထင်ပြီးအောက်ပါအတိုင်းပြောရလေတော့သည်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထင်မြင်ချက်ကိုပြောပြရစီဥက္ကဋ္ဌကြီးအင်းပြောပါဆရာကကျွန်တော်တို့ကချင်လူမျိုးတွေရဲ့အကြောင်းကိုပိုသိပါတယ်ပြောပါဆရာဦးသိန်းဖေမြင့်ရေးသားခဲ့တဲ့စောစောကဥက္ကဋ္ဌကြီးပြောပြတဲ့အချက်တွေဟာဂျေအိုဘာနာရေးသားတဲ့ရဝမ်ဘာသာစကားလက်ဆွဲဆိုတဲ့စာအုပ်နီတန်းမှာအပြည့်စုံပါပါတယ်ကျွန်တော်ထင်တော့ဆရာဦးသိန်းဖေမြင့်ဟာဘာနာရေးထားတာတွေကိုဖတ်ပြီးရေးမိတာဖြစ်ဖို့များတယ်သူကကချင်ပြည်နယ်ကိုခဏကလေးပဲရောက်ဖူးတာဆိုတော့များများဆဆသိမယ်မထင်ပါဘူးဟေးဟုတ်လားဘာနတ်ကဒီတိုင်းရေးသလားဒီစာအုပ်ဆရာစီမှာရှိသလားဟုဥက္ကဋ္ဌကြီးကမေးပါသည်ရှိပါတယ်ဥက္ကဋ္ဌကြီးဒါဆိုဆရာကျွန်တော်စီကိုကျေးဇူးပြုပြီးပို့ပေးပါမဟုတ်ရင်ဦးသိန်းဖေမြင့်ကိုပူတာအိုကလူတွေကတရားစွဲတော့မယ်ဤရေးတော်ပုံတွင်အကျွန်ုပ်လည်းလူမသိရှင်မကြအခန်းတစ်ခန်းမှမမျော်လင့်ပဲပါဝင်ကူညီခွင့်ရခဲ့လေသည်ဆရာဦးသိန်းဖေမြင့်ကွယ်လွန်သည့်တိုင်ဤကိစ္စကိုဆရာအားကျွန်တော်ပြန်မပြောပြတော့ပါဘဝ၌မထင်မှတ်သောအရေးခင်းများကိုလည်းမထင်သောနေရာ၌မမျော်လင့်ပဲကြုံနေရသည်ခရီးသွားဟန်လွဲလေကြုံလာသောမိမိနှင့်တိုက်ရိုက်မပတ်သက်သောကိစ္စများကိုမိမိကလုံးဝကြိုတင်တွက်ဆထားချက်မရှိဘဲနှင့်လေအရေးပါသောအခန်းမှပါဝင်ရသူဖြစ်ခြင်းလည်းဖြစ်သွားတတ်သည်ယခုလေဆရာဦးသိန်းဖေမြင့်၏ကိစ္စသည်လမ်းမှာခရီးသွားဟန်လွဲကြုံရသောကိစ္စဖြစ်သည်ထိုကိစ္စတွင်ကာယကံရှင်မင်းမသိလိုက်ပါပဲလျက်မိမိပါဝင်ကူညီလိုက်ရလေသည်ဘဝမှာမျှော်လင့်သည့်အတိုင်းဖြစ်သည်လည်းရှိသည်မမျှော်လင့်တော့လေအမှတ်မထင်ကြုံရပြီးလေဖြစ်ခြင်းဖြစ်သွားတတ်သည်ပြက်ခြင်းလည်းပြက်သွားသည်
အရာရာသည်တသမတ်သေးဆွဲထား၍မဖြစ်ပါကလားဟုအကျွန်ုပ်နားလည်လာပါသည်ယခုလေမိမိချစ်ခင်ရင်းနှီးခဲ့ရဘူးသောကချင်ပြည်နယ်သို့တဖန်ကျောင်းဆရာမဟုတ်ပဲရုပ်ရှင်ဒါရိုက်တာတူအဖြစ်ရောက်ရပြန်သည်ထိုခရီးတွင်ကချင်ပြည်နယ်မှတာဝန်ရှိပုဂ္ဂိုလ်အသီးသီးကအဖက်ဖက်မှကူညီပေးကြသည်တက္ကသိုလ်မှာပညာရှင်တူဖြစ်အောင်စ조사မိဟုမောင်းတင်ကြိုးပမ်းခဲ့သောအကျွန်ုပ်သည်ပညာရှင်တူဖြစ်ဖို့အခွင့်အလမ်းများဝေးသည်တက်ဝေး၍မောင်သည်တက်မေးမိန်သွားပြီဖြစ်သည်အခွင့်အရေးကြုံရပါလျက်ထိုအခွင့်အရေးကိုလက်ဆုပ်လက်ကင်မရခဲ့သောကြောင့်အကျွန်ုပ်ဘဝဝယ်အလွန်လိုလားခဲ့ရသောဒေါက်တာပါရဂူပွဲနှင့်ဝေးခဲ့ရပြီဖြစ်သည်ထိုအချက်သည်အကျွန်ုပ်အားတက္ကသိုလ်နယ်မြေတွင်အသက်ရှင်လှုပ်ရှားလိုသောစိတ်ဆန္ဒကိုပြက်ပြားစေခဲ့လေတော့သည်ပါရဂူမြောက်တက်မြောက်သူတယောက်မဖြစ်ဘဲနဲ့လေအကျွန်ုပ်သည်တက္ကသိုလ်မှာဆရာလုပ်၍နေခြင်းသောဆန္ဒမှာတစ်နေ့ထက်တစ်နေ့နေပါလျက်သာလာလေသည်သို့သောချက်ချင်းထွက်ဖို့လည်းမဖြစ်သေးထွက်ချင်သည်ပြောတော့လေအကျွန်ုပ်၏ဆရာဒေါက်တာခင်မောင်ဝင်းကနေပါအောင်ဗျာဟုဆိုသည်ထိုချိန်ကာလ၏မရှိမနှောင်းမှာဆရာသည်ပညာရေးတက္ကသိုလ်သို့ပါမောက္ခချုပ်ဖြစ်ပြင်ပြောင်းရွှေ့ရပြီးမိမိကမူမြစ်ကြီးနားကောလိပ်သို့နောက်တစ်ချိန်ပြောင်းရဖို့အကြောင်းပေါ်ပေါက်လေတော့သည်ကံကားစမ်းကြယ်လီစွာတစ်ဖက်တွင်အကျွန်ုပ်သည်မျက်နာငယ်ရမှာကမောင်းအချစ်ဦးစကားကိုအပိသက်ရိုက်ကူးနေရခြင်းလည်းဖြစ်သည်အခြေအနေရရက်သည်အကျွန်ုပ်အားတက္ကသိုလ်ပြင်ပသို့ရောက်ရှိသွားအောင်ပို့ဆောင်လျက်ရှိကြပြီးထိုတက္ကသိုလ်ကတိကရာထူးမှနှုတ်ထွက်ရန်အခွင့်သာစီတော်သည်အမှန်အားဖြင့်တက္ကသိုလ်ထိုရာထူးမှမိမိနှုတ်ထွက်လိုက်ခြင်းကိုမိတ်ဆွေအပေါင်းအသင်းများကဝမ်းနည်း၍စိတ်မကောင်းဖြစ်ကြလေသည်တချို့ကလည်းဤမြင့်မားသောလကစားရာထူးမှနှုတ်ထွက်လိုက်လျင်အပြင်ဘက်၌အကျွန်ုပ်ဘာလို့စားမိလဲဟုတွေးပူကြလေသည်အကျွန်ုပ်အဖို့မူကားရာထူးမှနှုတ်ထွက်ခြင်းသည်ထူးဆန်းသောအလုပ်မဟုတ်တော့ချေရခင်ကလည်းယာဒူးမျိုးမျိုးမှအကြိမ်ကြိမ်နှုတ်ထွက်ခဲ့ဘူးပြီးဖြစ်ရာအကျွန်ုပ်အဖို့ထိုအတွေ့အကြုံသည်တွေ့ဘူးကြုံဘူးပြီးရိုးနေသောအတွေ့အကြုံထူသာဖြစ်သည်တနည်းဆိုသောအကျွန်ုပ်သည်ခြံခုံတက်သောနွားတစ်ကောင်လိုဖြစ်နေပြီဖြစ်ရာဤတစ်ကြိမ်ခြံခုံရခြင်းသည်လည်းလုံနေကြအလုပ်တစ်ခုကိုလှုပ်ချင်းသာဖြစ်သည်ဟုဆိုသင့်ပေတော့သည်အရာရှိဟုခေါ်ခံနေရခြင်းကိုလည်းအရသာမတွေ့ခဲ့ပြီယင်းဤသောမိတ်ဆွေများကမူအကျွန်ုပ်အားလာကမရတော့လျင်ငှက်များငှက်လေတော့မီလားဟုတွေးကြသည်တချို့ကလည်းတက္ကသိုလ်တွင်ကျွန်ုပ်အလုပ်လုပ်ခဲ့သည်မှာ10နှစ်ခန့်ရှိပြီဖြစ်၍ထိုလုပ်သက်ကိုနှမျောသည်ဟုဆိုကြသည်သူတို့အမြင်တွင်အကျွန်ုပ်သည်ပင်စင်အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်၍နစ်နာသည်ဟုမြင်ခြင်းဖြစ်သည်တို့ရာတွင်အကျွန်ုပ်မှာသူတို့မသိသောလျှို့ဝှက်ချက်တည်းရဲ့ရှိသည်ကိုမူသူတို့မသိခြင်းလျှို့ဝှက်ချက်ဆိုသောကြောင့်တစုံတရာအပြစ်ဒုစရိုက်ပြုလုပ်ပြီးဖုံးကွယ်ထားခြင်းဟုမယူသင့်လူမသိပဲအကျွန်ုပ်ခန္ဓာကိုယ်တွင်ဖြစ်ပေါ်လျက်ရှိသောစိတ်အင်အားတည်းရှိနေသည်ထိုစိတ်အင်အားသည်ဘဝတွင်ဘယ်ရေးခင်းကိုမဆိုရင်ဆိုင်ရာ၌အကျွန်ုပ်အားထွက်ပေါက်ကိုရှာပေးသောတကိုးတတ္တိတူဖြစ်လေသည်မူလကပင်အကျွန်ုပ်သည်ကြီးပြင်းလာသောအခါစာရေးဆရာလုပ်မည်ဟုဆုံးဖြတ်ထားပြီးထိုဆုံးဖြတ်ချက်ကြောင့်ဘယ်လို့ဘယ်ပင်စင်ကိုမျှမျှော်ကိုအားထားခြင်းမရှိခဲ့ကြပင်စင်ကိုအားကိုပြီးကိုပေါ့ပေါ့ထားမိမိကိုစိုးရိမ်သည်စာရေးဆရာအလုပ်ကပြည်သူကတိမှတ်၍ခန့်ထားသောအလုပ်မျိုးဖြစ်သည်ပြည်သူကချစ်ခင်လေးစားနေသေးတော့စာရေးဆရာအလုပ်ကိုဖြုတ်ပစ်မိသူရှိမည်မဟုတ်ချေအသက်ကြီးလေဉာဏ်ပညာကြီးလေဗဟုသုတများလေစာရေးဆရာဂုဏ်သတင်းကြီးမားလေဖြစ်မည်ကိုကောင်းစွာထိမ့်သိမ့်ပြီးစစ်မှန်သောစာရေးဆရာအဖြစ်မွေးမြူသူသည်ပြည်သူများ၏ယုံကြည်လေးစားအားထားမှုကိုမခံစားရဘဲမနေသူပြုသောကံသည်သူ့ကိုယနေ့အကျိုးမပေးလေနောက်တစ်နေ့မှာမုတ်ချအကျိုးပေးမည်ဟုအကျွန်ုပ်ကောင်းစွာယုံကြည်ထားလေသည်ထို့ကြောင့်ကျွန်ုပ်သည်မိမိကိုစာရေးဆရာကောင်းတူဖြစ်အောင်မွေးမြူဖို့ကိုသာအစဉ်နှလုံးသွင်းခဲ့လေတော့သည်ထိုအချက်ကအကျွန်ုပ်၏လျှို့ဝှက်ချက်ဖြစ်သည်အမှန်မှာကံကိုယုံကြည်တတ်ပြီးဖြစ်သောယုံကြည်ချက်တရားသည်အကျွန်ုပ်၏လျှို့ဝှက်ချက်ပင်ဖြစ်သည်အတိအကျဆိုသောဘယ်လုပ်ကိုပဲလုပ်ကောင်းသောအလုပ်ကိုလုပ်လျင်ကောင်းသောအကျိုးပေးမည်ဟုယုံကြည်ပြီးဖြစ်ရကတက္ကသိုလ်မှာအလုပ်လုပ်ခွင့်မကြုံစေကမူမိမိသည်တခြားတနေရာတွင်အကျိုးပေးသောအလုပ်ကိုလုပ်ရလိမ့်မည်ဟုမျှော်လင့်ထားခဲ့လေသည်အရေးကြီးသည်မှာဘဝကိုရင်ဆိုင်ရာ၌ယောနိသောမနတိကာရရှိဖို့သာလိုအပ်သည်ဟုအကျွန်ုပ်မြင်တတ်နေပြီဖြစ်ရာထိုအချက်သည်အကျွန်ုပ်အားပြစ်ချခြင်းသည့်နေရာသို့ပြစ်တိုင်းတောင်ဖြစ်ဖို့သာအကြောင်းရှိလေတော့သည်ဖြစ်ပါမလားဟုသောဒွိဟတန်တရားစိတ်ကဝီစီကိစ္စနိဝယနာဖြစ်သည်ထိုဝီစီကိစ္စနိဝယနာကိုပယ်နိုင်သောတရားက
ယောနိသောမနတိကာရခေါ်သောနှလုံးထားတတ်မှုပင်ဖြစ်သည်နှလုံးထားတတ်သူအားဘဝမှာကြောင်းကြစရာတွေးဟဖြစ်စရာမရှိတွေးကြောက်စရာလည်းဘာမှမရှိယုံကြည်ချက်တရားကအကျွန်ုပ်အားဘဝကိုအကြောက်မရှိရင်ဆိုင်ရဲသူဖြစ်အောင်ဖန်တီးလိုက်ပြီပင်ထိုစိတ်တကိုးတတိကခက်ခဲမှန်သမျှကိုရင်ဆိုင်ဖြေရှင်းရတွင်ထွက်ပေါက်ကိုအမြဲရှာပေးခဲ့သည်ဟုဆိုခြင်းပေတော်သည်ဤတွင်သဘောရှင်းစေရန်အသင့်နှလုံးသွင်းခြင်းသဘောယောနိသောမနတိကာရကိုအကျဉ်းမြဆိုသင့်ပေသည်ထိုသဘောကဤသို့ဖြစ်သည်အသင့်အားဖြင့်နှလုံးသွင်းခြင်းတွေ့ကြုံလာရသောအကြောင်းကိစ္စတို့ကိုကောင်းအောင်လှည့်၍စဉ်းစားတွေးခေါ်ခြင်းသည်ယောနိသောမနတိကာရပင်ဖြစ်သည်ဟုဆိုသင့်သည်ဤတွင်ကောင်းအောင်လှည့်တွေးသည်ဆိုသောစကားသည်ငုတ်သောအဓိပ္ပာယ်ရှိ၏လောကတွင်ကောင်းမှုနှင့်မကောင်းမှုဟုသောအကျင့်သီလနှင့်ဆက်ဆိုင်သောသဘောနှစ်ရပ်ရှိပေရာကောင်းမှုဆိုသည်အဘယ်ကိုဆိုသည်သိအပ်ပေသည်မိမိကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေဘေးတင်စေတတ်ထိခိုက်တတ်သောအပြစ်မျိုးမရှိချမ်းသာခြင်းဝမ်းမြောက်ခြင်းဒုက္ခကိုသာအကျိုးပေးတတ်သည်ပညာရှိသောသူတို့ကလည်းချီးမွမ်းဖွယ်ဖြစ်သည်ထိုသဘောထိုအလုပ်ထိုအမူအရာသည်ကောင်းမှုဟုဆိုအပ်၏ကောင်းအောင်လှည့်တွေးခြင်းဆိုသောယောနိသောမနတိကာရလည်းထိုသဘောကိုဆိုခြင်းဖြစ်သည်မိမိကိုယ်ကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေမထိခိုက်အောင်မနစ်နာအောင်ချမ်းသာဒုက္ခရောက်အောင်စိတ်ချမ်းသာအောင်ပညာရှိသူတို့ကလည်းချီးမွမ်းဖွယ်ဖြစ်အောင်လှည့်တွေးခြင်းမျိုးသည်ယောနိသောမနတိကာရဖြစ်သည်ထိုယောနိသောမနတိကာရကိုမြတ်စွာဘုရားကလည်းအလွန်ချီးမွမ်းတော်မူခဲ့သည်။အိုချစ်သားတို့မဖြစ်သေးသောကုသိုလ်တရားများဖြစ်ပွားစေမှုဖြစ်ပြီးအကုသိုလ်တရားများလျော့ပါစေမှုအရာဝဲယောနိသောမနတိကာရမှတပါအခြားသောတရားကိုငါမြင်တော်မမူ။အိုချစ်သားတို့ယောနိသောမနတိကာရသည်ကြီးမားသောအကျိုးစီးပွားများရန်အလို့ငါဖြစ်ပေသည်အထက်ပါဗုဒ္ဓမြတ်စွာ၏ဟောညွန်ပြသောတရားတော်တို့ကိုအကျွန်ုပ်သည်ယုံကြည်လက်ခံပြီးဖြစ်သည်မှစ၍မိမိစိတ်သည်တသက်တွင်တစ်ခါမျှမခံစားခဲ့ရဘူးသောစိတ်လွတ်လပ်ခြင်းအရာသာကိုခံစားရလေတော့သည်ယခုမူမိမိ၏နှလုံးသားဝယ်တန်တရာစုညောင်လည်းမရှိတော့ယောဂမှနလန်ထပြီးနောက်အာအင်ပြေဖြိုးလာသူပမာအကျွန်ုပ်သည်အာတစ်လျက်ရှိလေသည်တက္ကသိုလ်မှနှုတ်ထွက်လိုက်ပြီးဖြစ်သောကြောင့်ယာဒူးဟုသောအချီနှောင်မရှိတော့ပါရုပ်ရှင်အလုံးမှာကိုပိုင်လှုပ်ဖြစ်သောကြောင့်ရုပ်အားဖြင့်မလွတ်လပ်ဟုဆိုစီကမူစိတ်၏လွတ်လပ်မှုကရှိပါသည်ထိုထက်ပိုပြီးစိတ်မှာထူးခြားသောအစွမ်းတတိရရှိလာခြင်းကထိုရုပ်ရှင်ပညာသည်ကြံစီဖန်တီးရသောအမှုပညာမျိုးဖြစ်သောကြောင့်လည်းဖြစ်သည်တက္ကသိုလ်မှနှုတ်ထွက်ပြီးသောအခါပထမကိုပိုင်ရုပ်ရှင်စကားမျက်နှာငယ်ရမှာကမောက်ချစ်ဦးဒီစကားတွင်ပါဝင်သောတက္ကသိုလ်ကျောင်းသားမှအမှုပညာရှင်တစ်ကလေးများကိုတရုတ်ဆောင်ပညာသင်ပေးခဲ့ပေရာတစ်ဆက်သေးပင်အရှိန်ရနေပြီဖြစ်သောကြောင့်အကျွန်ုပ်လည်းစမ်းလွင်ရုပ်ရှင်တရုတ်ဆောင်သင်တန်းကိုဖွင့်လှစ်လိုက်လေတော့သည်ထိုအခါတွင်လည်းအကျွန်ုပ်သည်ဝမ်းရေးအတွက်လိုအပ်သောငွေကြေးကိုလွယ်တကူပင်ရရှိပြန်လေသည်ထိုအချိန်မှစ၍တရားတရားကြောင့်နှလုံးသွေး၏အစဉ်သည်မဟာလေကားပွင့်၏အစဉ်ကိုစောင့်သည်ဆိုသောကြမ်းကန်စကားအရအကျွန်ုပ်၏နှလုံးသွေးများသည်တန့်စင်ထိန်ဝင်းကအယောင်လင်းများထွက်လာသလားမသိထူးခြားသောအတွေ့အကြုံများစွာကိုတွေ့ကြုံရလေတော့သည်ထိုအတွေ့အကြုံများအလုံးသည်အကျွန်ုပ်အားသိရန်ခက်ခဲလာသောတန်တရားခေါ်ဘဝဆက်ရှိကြောင်းဝိခေါ်သောတန်တရားလေတက်သောစင်းရဲကံဝိပတ်သဘောများရှိကြောင်းကိုလက်တွေ့တာရကများဖြစ်စေသည့်အပြင်ဖရာတရားတန်ခါ၌စတင်သက်ဝင်ယုံကြည်လာသူအကျွန်ုပ်အားမမြင်စွမ်းသောပရလောကသားများကဝိုင်းဝန်းကူညီလာကြခြင်းများဖြစ်ပေရကပရလောကသည်ရှိသည်ဆိုသောအချက်ကိုလည်းမျက်မြင်တာရကများဖြင့်ထင်ရှားစေခဲ့လေသည်သိပ္ပံနိကြလက်တွေ့ထောက်ထားများရှိမှသာလက်ခံလိုသောအကျွန်ုပ်အားတရားပေါက်ပြီးသည်မှနောက်၌တွေ့ကြုံရသောကြုံတောက်ကြုံခဲ့အတွေ့အကြုံများကိုဗုဒ္ဓဘာသာကလျာဏနွယ်ဝင်သူတော်စင်တို့စင်ကျင်တိုင်းထွာ၍ဟုတ်သည်မဟုတ်သည်မှန်သည်မှားသည်ကိုဆုံးဖြတ်နိုင်ရန်အတွေ့အကြုံများကိုအတွေ့အကြုံများအတိုင်းဥစွာတင်ပြပါမည်ပြီးမှကျောင်းကျိုးနိယာမပဋ္ဌာန်းကိုရှာပါအံ့ဖရာတရားတန်ဃာတို့ကိုယုံကြည်သက်ဝင်ပြီးနောက်အကျွန်ုပ်သည်စရဏခေါ်ကျင့်ကြံအားထုတ်မှုအပိုင်းကိုတဆင့်တက်ရန်ကြိုးပမ်းလေတော့သည်ထိုကာလသည်ရုပ်ရှင်တရုတ်ဆောင်တင်နန်းတွင်ကဘာကျော်ရုရှားတရုတ်ဆောင်ပညာရှင်ဒါရိုက်တာကြီးစတင်နီလက်စတီ၏နီးနိတ်တာရတရုတ်ဆောင်ခြင်းကိုသင်ကြားပြသနေခြင်းဖြစ်သည်
ထိုဆရာကြီးကတရုတ်ဆောင်နည်းပညာများတွင်တရုတ်ဆောင်သူသည်အာယုံစုစည်းမှုရရှိစေရန်အတွက်တမာတိရရှိရေးကိုလေ့ကျင့်သင်ကြောင်းညွှန်ပြထားလေသည်အကျွန်ုပ်လည်းထိုအချက်ကိုတပည့်များအားသင်ကြားပြသကာမိမိနှင့်အတူရွှေတကုံကုန်းတော်ပေါ်၌ညင်လုံးပေါက်တမာတိရရှိရေးအတွက်အားထုတ်ကြရန်နှိုးဆော်လေသည်အကျွန်ုပ်အားချစ်ခင်လေးစားသောတပည့်များသည်အကျွန်ုပ်နောက်ကတပြုံကြီးလိုက်ကြလေသည်ညင်အခါဗိုက်စာလျင်စားရန်အတွက်မိရွှေတက်ကကြာစံကျော်ခောက်ဆွဲကျော်များပြင်ဆင်ပြီးထည့်ထားပေးလေသည်အကျွန်ုပ်တို့ဆရာတပည့်များလည်းစနေနေ့တိုင်းရွှေတကုံဖျားဤတနင်္ဂနွေတောင်ပဲရှိနောင်တော်ကြီးဖျားပတ်ဝန်းကျင်တွင်သမထတရားကိုအားထုတ်ကြလေတော့သည်ဖျားပေါ်သို့ရောက်သောအခါအကျွန်ုပ်လွန်စွာအံ့ဩသောအဖြစ်အပျက်များနှင့်ကြုံရလေတော့သည်ပထမအံ့ဩရသည့်အချက်မှာအကျွန်ုပ်ဤတက္ကသိုလ်မှအရင်းနှီးဆုံးတငယ်ချင်းကိုစိုးမြင့်သည်ဖျားပေါ်သို့အကျွန်ုပ်ထက်ဦးစွာရောက်ရှိပြီးတရားအားထုတ်နေသည်ကိုတွေ့ရခြင်းဖြစ်သည်သူသည်ဘယ်ချိန်ကကွန်မြူနစ်ရုပ်ဝါဒီအစွဲကိုကျွတ်လေသည်ကိုအကျွန်ုပ်မစင်စားတတ်တော့ချေမိတို့ဖြစ်စေသူသည်ဖျားပေါ်သို့တရားအားထုတ်ဖို့ဥဥပြပြရောက်နေခြင်းကိုတွေ့ရသောအခါ၌မူကားအကျွန်ုပ်မှာများစွာဝမ်းသာခြင်းကြည်နူးခြင်းကိုခံစားခဲ့ရသည်ကအမှန်ပင်ဖြစ်လေသည်တို့ရာတွင်ထိုအချိန်ပင်စ၍ကိုစိုးမြင့်သည်တိတ်တိမဟိတ်တိအလို့ငါအင်းကစားခြင်းကိုစတင်ပြုလုပ်နေကြောင်းသိရလေသည်အကျွန်ုပ်မှာမူကားအင်းအကြောင်းအဂိရဲ့အကြောင်းကိုဘာဆိုဘာမှနားမလဲသောနလက်ဘိန်းတုံးသာဖြစ်ရကာကိုစိုးမြင့်တို့လောက်ကင်နေကြသည်ကိုကောင်းသည်ဆိုသည်ဘာမှမသိချေမိမိကိုယ်တိုင်လည်းတစုံတရာကမ္မထမ်းပြသူလည်းမရှိ၍တမာတိရကြောင်းအလုပ်ကိုစံတဝါဝါဖြင့်သာလောက်ကင်နေရလေသည်ထိုအချိန်မတိုင်မီကထူးခြားစွာဖြစ်ပေါ်ခဲ့သောအချက်တစ်ချက်ကိုထိန်ချန်ထားခဲ့လျင်တင့်မီမဟုတ်သည့်အပြင်နောင်ဖော်ပြသည့်အချက်လက်များကိုစဉ်းစားရသည့်အခါတွင်လည်းကွက်လက်တစ်ခုဖြစ်နေမည်ဆိုသောကြောင့်ထိုအကြောင်းကိုဤနေရာတွင်ဖော်ပြသင့်သည်ဟုထင်ပါသည်အကျွန်ုပ်တက္ကသိုလ်မှမထွက်မီတွေ့ကြုံခဲ့ရသောအဖြစ်တစ်နည်းဖြစ်သည်ထိုအကြောင်းသည်အကျွန်ုပ်၏နောက်ဆုံးရရှိသောသမီးထွေးအကြောင်းဖြစ်သည်ထိုသမီးရရှိလာပုံသည်အတော်ပင်ထူးဆန်းသည်ဟုဆိုပွဲရှိလေသည်ဆိုသင့်သည့်အကြောင်းမှာဤသို့ဖြစ်လေသည်တောင်ပုလူဆရာတော်ကြီးကိုဖူးခွင့်ရပြီးသည့်နောက်မကြာမီတနေ့တ၌အကျွန်ုပ်၏မရီးဖြစ်သူသည်နက်နက်စောစောအကျွန်ုပ်တို့နေအိမ်သို့ရောက်လာသည်သူကတင်ငန်းကျိုးငမိုးရိပ်ရက်ွက်ရှိနက်ကတော့အမေစိန်နက်သွားမေးစဉ်သူ့အားနင့်မတ်တော်သူယခုဗုဒ္ဓဘာသာဖြစ်လာတဲ့လူကိုငါထံကိုခေါ်ခဲ့သူ့ကိုငါပြောစရာရှိတယ်ပြေးစရာတွေလည်းရှိတယ်ဟုမှားလိုက်သောကြောင့်သူသည်အကျွန်ုပ်အားနက်သွားမေးရန်လာခေါ်လေသည်အကျွန်ုပ်လည်းမဟုတ်ကအယူဝါဒများကိုမိမိအားအဟုတ်အဟက်လာပြောခြင်းအတွက်များစွာမှနှစ်မြို့ဖြစ်မိလေသည်ကျွန်တော်ကိုဒီလိုမဟုတ်တမ်းတရားတွေကိုလာလဲမပြောနဲ့ခေါ်လဲမခေါ်နဲ့ဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူးဟုပြက်ပြက်ပြောပြီးပြန်လွတ်လိုက်လေသည်သို့တော်သူကလက်မလျှော့အကျွန်ုပ်အလစ်တွင်သူ၏ညီမဖြစ်သူမိရွှေသက်ကိုခေါ်သွားလေသည်မိရွှေသက်ပြန်လာပြီးနောက်အကျွန်ုပ်အားဆွဲတရားဟောလေတော့သည်ခုဟာကနတ်မဟုတ်ဘူးအကိုအမေစိန်ဟောတာလည်းမဟုတ်ဘူးသူတို့အိမ်ဖက်နှက်ချွတ်မှနေတဲ့ဆုပ်ဆုပ်ပြက်ပြက်ဘိုးကြီးဦးဖိုးနီဆိုတာရှိတယ်သူ့မှာကပ်ပြီးပြောနေတာဘာကပ်တာလဲအုပ်ဆက်ဆောက်ကပ်တာနက်ကြော်ရီပြောနေတဲ့38မိနစ်တည်းကမဟုတ်ဘူးအိုကွာဘာအုပ်ဆက်ဆောက်လဲမဟုတ်ကဒီသိပ္ပံခေတ်ကြီးထဲမှာဒါတွေရှိသေးလို့လားအိုးဒါတော့ဒါပေါ့ကိုရဲ့ဒါပေမဲ့ तू ပြောလိုက်တဲ့အတိုင်းဟိုဘဝကအကိုကသာသနာပြုပုဂ္ဂိုလ်ဖြစ်ခဲ့လို့သာဒီဘဝမှာအခုလိုအချိန်တန်တော့ဗုဒ္ဓဘာသာပြန်ဖြစ်လာနိုင်တာပေါ့လို့မင်းပြောတာဒီတစ်ချက်တော့စဉ်းစားစရာပဲတော်ယုံတန်ယုံအတိတ်ကံမရှိဘဲနဲ့တော့ဒီလိုဖျားတရားတန်ခါမှာယုံကြည်သက်ဝင်လာသူဖြစ်ဖို့လွယ်မယ်လို့လည်းငါမထင်ဘူးဒါကြောင့်အကိုကိုမိသက်ပြောတာပေါ့ခုဟိုကပြောတာကလည်းအကိုဟာဖျားတရားတန်ခါမှာကြည်ညိုတဲ့ပုဂ္ဂိုလ်ဖြစ်လာလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့အကိုရဲ့သာသနာပြုလုပ်ငန်းမှာသူတို့ပါဝင်ကူညီခြင်းလို့ပြောတာပဲဟာဘာပဲဖြစ်ဖြစ်အကိုလည်းမသိဘူးဘာမှန်းဆိုတာမိသက်လည်းမသိဘူးမိသက်သဘောကတော့ဘာမှန်းသိရအောင်တော့လေ့လာကြည့်ပေါ့ကိုကသတိမရှိတာမှမဟုတ်တာလိန်ညာဖြစ်ရင်လည်းနောက်ဆုတ်ယုံပေါ့မဟုတ်ဘူးလားမိသက်ပြောပုံကအစွန်းလွတ်ပါသည်ပညာသားလည်းအထိုက်လျောက်ပါသည်ဟုအကျွန်ုပ်ထင်မိလေသည်မိသက်သည်ပညာတော့အကြီးကျယ်မရှိသူသည်တခါတရံမှာတော့အကျွန်ုပ်လက်ခံနိုင်လောက်သောစကားမျိုးကိုပြောတတ်သည်ထို့ကြောင့်လည်းသူသည်အကျွန်ုပ်ကိုအပိုင်ရရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်အေးကွာဘာမှမသိပဲပယ်တာလဲကောင်းတော့မကောင်းဘူးဒါပေမဲ့ငါကအနောက်တိုင်းတွေးခေါ်တဲ့သိပ္ပံပညာနယ်မှာသာအလေးလာများလာတာဆိုတော့ဒီအုပ်စဆောင်38မိနစ်တို့ဆိုတာတွေကိုတိတ်ပြီးလက်မခံခြင်းဘူးထိုအချိန်တွင်အကျွန်ုပ်ထံသို့တာမုံဒရိကရှတရပညာရှင်ဆရာဗေဒရောက်ရှိလာလေသည်
ထိုပုဂ္ဂိုလ်ကအနောက်တိုင်းမှပါရာစိုက်ကိုလော့ဂျီခေါ်ပရစိတ်တဗေဒကိုလည်းလေ့လာနေသူဖြစ်လေသည်အကျွန်ုပ်တို့ပြောဆိုနေသည့်အကြောင်းကိုကြားသိရသောအခါသူကလည်းဝင်ပြောပြီးအကြံပေးလေသည်သူ၏စကားများမှလည်းစင်ကျင်စဉ်းစားစရာတွေများစွာပါရှိလေသည်ဟာဆရာဒါမျိုးတွေအနောက်တိုင်းစိတ်ပညာနယ်ပယ်မှာအများကြီးပေါ်ပေါက်နေပြီပဲမကြခင်ကမှထွက်တဲ့စာအုပ်တုပ်ကိုဆရာမဖတ်ဘူးလားအက်စတီရောဘတ်ရေးတဲ့အနှစ်90ဂျားကန်အဆက်အသွယ်တစ်ခုဆိုတဲ့စာအုပ်လေအဲ့ဒါပါရာစိုက်ကိုလော့ဂျီပေါ်ဆရာရဲ့အဲ့ဒီစာအုပ်ထဲမှာအက်စတေဟာဝိညာဉ်လောကခေါ်ရမှာပေါ့ဒီလိုပဲနတ်လောကနဲ့အဆက်အသွယ်ရတယ်သူ့ကိုဆက်သွယ်လာတဲ့နတ်ကတိန်နီရက်ကျလောက်လို့ခေါ်တယ်ဒီတိန်နီဟာအက်စတေနဲ့ဆက်သွယ်ပြီးတော့အနှစ်90ကျော်အနောက်တိုင်းမှာတမလွန်ဘဝအကြောင်းတွေကိုလူသားတွေအံ့ဩရအောင်လက်တွေ့ပြခဲ့တယ်ယောဂါတွေလည်းကုသပေးခဲ့တယ်အနောက်တိုင်းကသိပ္ပံပညာရှင်တွေအမြောက်များလဲတိန်နီနဲ့တွေ့မှအားလုံးကျွတ်တာပဲမှန်ပါတယ်ဆရာပေတာပြောမဲ့သာပြောရတာဒီဟာတွေကတကယ်ဆိုဘာမှမဆန်းပါဘူးဗုဒ္ဓမြတ်စွာဘုရားကလွန်ခဲ့တဲ့အနှစ်2500ကျော်ကတည်းကဝိညာဉ်လောကရှိတယ်နတ်ရှိတယ်ငရဲရှိတယ်ပိဋ္ဌာရှိတယ်ဆိုတာတွေကိုဟောပြီးသားပါအခုကျွန်တော်တို့ပြောနေတာတောင်ဘုရားဟောတရားကိုမယုံသင်္ကာဖြစ်တယ်လို့တော့ဖြစ်နေပြီပိဋကတ်တော်ထဲမှာဝိမာနဝတ္ထုပေတဝတ္ထုဆိုတာတွေရှိတယ်ဥစ္စာဆောင်ဆိုတာဝိမာနဝတ္ထုထဲမှာပါတဲ့ဝေမာနိကပိဋ္ဌာဆိုတဲ့စတုမဟာရဲ့နှမျိုးပဲဗျဒါပေမဲ့ဒါတွေဟာဒီခေတ်မှာပြန်ပြီးကြားရတော့စိတ်ထဲတစ်မျိုးဖြစ်တာပေါ့ဗျာမရင်းနှီးတဲ့အတွေ့အကြုံတစ်ခုဖြစ်နေတာကိုငငယ်တုန်းကတော့ကျွန်တော်အဖိုးဖွားတွေပြောတယ်သူတို့နေတဲ့ရွာရဲ့ချောင်းတစ်ဖက်ကမ်းမှာနတ်ပြင်ဆိုတဲ့ရွာရှိတယ်အဲ့ဒီရွာရဲ့အနောက်တောင်ဘက်တမိုင်လောက်ဆက်လျှောက်လိုက်လို့ရှိရင်တောဆက်တစ်ခုကိုရောက်တယ်အဲ့ဒီနေရာမှာအုံပတိပြင်လို့ခေါ်တယ်ထုံးကြောက်ကူကြီးတကူလည်းရှိတယ်ဟိုတုန်းကတော့အဲ့ဒီနေရာမှာအုံပတိပြင်တိုက်ရှိတယ်တဲ့လူတွေဟာအဲ့ဒီအုံပတိရှင်မစီမှာလက်ဝိရတနာတွေတောင်ငှားဝစ်လို့ရတယ်တဲ့လူတွေကလည်းတစ္ဆာရှိတော့အဆင်ပြေတယ်တဲ့နောက်ကြတော့လူတွေကလောဘဖက်ပြီးတော့အဲ့ဒီငှားဝစ်တဲ့လက်ဝိရတနာတွေကိုပြန်မပေးကြတော့ဘူးလူတွေတစ္ဆာမရှိကြတော့တဲ့အခါကျတော့အုံပတိပြင်တိုက်လေအဲ့ဒီနေရာကနေပြောင်းသွားတယ်တဲ့ဒါတွေကလူကြီးသူမစကားတွေဒဏ္ဍာရီဆန်တယ်လို့ပဲဆိုကြပါစို့အနောက်တိုင်းကလူတွေထဲမှာခုဒေါက်တာကူပလာရော့ဆိုတဲ့အမျိုးသမီးတူလည်းထင်ရှားလာတယ်သူကလည်းပရာလောကကိုလေ့လာနေတာတော်တော်ခီးရောက်နေပြီမကြခင်သူ့စာအုပ်လည်းထွက်လာလိမ့်မယ်ဒါနဲ့ဆရာအမရပူရကမဟာကန္နာယုံတိုက်ကိုရောက်ဘူးသလားမရောက်ဘူးသေးဘူးဘာဖြစ်လို့လဲနောက်ဆရာမန္တလေးကိုရောက်ရင်အဲ့ဒီကျောင်းတိုက်ကြီးကိုတစ်ခေါက်လောက်သွားပြီးလေ့လာဖို့ကောင်းတယ်အင်မတန်လှပတန်ရှင်းပြီးစနစ်ကျတဲ့စာသင်တိုက်ကြီးလို့မြမပြည်မှာသာမကကဘာမှာပါကြော်ကြားတဲ့တိုက်ပင်မဟာကန္နာယုံဆရာတော်အရှင်စနကာပိဝင်တာအကြောင်းကိုတော့ဆရာသိပြီးဖြစ်မှာပါဆရာရဲ့တင်းကြိုဘာသာလီကဆိုရင်ကျွန်တော်တဲဆွဲပဲဥစ္စာဆရာမန္တလေးကိုရောက်တဲ့အခါဒီဆရာတော်ရဲ့အကြောင်းကိုတွားကြည့်ပါလို့ပြောတာကကျောင်းဝင်ဝမှာရေးထားတဲ့စာတမ်းကိုဆရာသတိထားကြည့်စေခြင်းလို့ပြောတာဟုတ်ကဲ့ဘလို့ရေးထားလို့လဲဆရာဗေဒပဲပြောပြပါအောင်ကျောင်းဝင်ဝမှာဆရာတော်ကြီးကဗုဒ္ဓဘာသာဝင်တွေသတိနဲ့ဆင်ခြင်တက်ဖို့ရာဘာတွေရေးပြီးသတိပေးထားသလဲဆိုတော့နောင်ဘဝရှိသည်နတ်ပြည်ရှိသည်ငရဲရှိသည်တဲ့ဟိုကြရင်ဆရာတွေ့ပါလိမ့်မယ်ဟုတ်ပါတယ်ဆရာဗေဒမဟာကန္နာယုံဆရာတော်ဘုရားကြီးရဲ့ပဋ္ဌာန်းတရားတော်ကြီးဆိုတဲ့စာအုပ်ထဲမှာလေဆရာတော်ရဲ့ပရာလောကကိုရိအကြောင်းတွေပါပါတယ်အမှန်မှာတော့ဗုဒ္ဓဘာသာဝင်တယောက်ရဲ့တမာဒိဋ္ဌိမှာဩပပါတိကာတတ္တာဆိုတဲ့အချက်တစ်ချက်လေးပါပါတယ်ဒါကဘာလဲဆိုတော့လူတွေမမြင်ရတော့လေငရဲပိတ်တာနတ်တကြားမြမာဆိုတဲ့ဥပပတ်တတ္တဝါတွေအမှန်ရှိတယ်လို့ယုံကြည်ရမယ်ဒါဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်မြောက်ဖို့အတွက်လိုအပ်ချက်တစ်ခုပဲဒါတွေအမှန်ရှိတယ်ဆိုတာရဲ့နောင်ဘဝရှိတယ်ဆိုတာရဲ့ကိုလက်မခံသေး၍ဗုဒ္ဓဘာသာဝင်ဖြစ်သေးဘူးဆိုတာကိုလည်းကျွန်တော်သဘောပေါက်ပါတယ်ဒါဆိုခုအုပ်ဆက်ဆောင်ကဆရာနဲ့တွေ့ကျင်တယ်လို့ခေါ်တာဟာဆရာအတွက်လက်တွေ့ဆန်းဖို့အခွင့်ကောင်းမဲဟာဒါမျိုးတွေ့ကျင်လို့လိုက်ရှာနေကြတဲ့လူတွေမှအများကြီးပဲဆရာရဲ့ခုဆရာကပါရမီလျောက်မကြိုးပမ်းမဲ့တွေ့ရတာဘလောက်ကုသိုလ်ကံကောင်းတယ်မှတ်တယ်လေဆရာချန်ပြောသလိုတွားပြီးကိုယ်တိုင်ကိုကြလိလာပါကျွန်တော်လည်းလိုက်မယ်လေဆရာဗီဒကပါတိုက်တွန်းပြန်သောအခါထိုအုပ်ဆက်ဆောင်ဆိုသူနှင့်အကျွန်ုပ်တွေ့ဆုံရေးကိစ္စသည်အတော်အတန်နီးစပ်သွားလေတော့သည်တို့ရတွင်ထိုအုပ်ဆက်ဆောင်ဆိုသူနှင့်တွေ့ရလျင်ဘာကျိုးထူးမီနည်းဟု၍လည်းအကျွန်ုပ်စဉ်းစားပြန်လေသည်အစကမိမိသည်ထိုကဲ့သို့သောပရာလောကကိစ္စတမလွန်ကိစ္စများတွင်တွန်းဆုတ်သောစိတ်ရှိခြင်းမှာအဘယ်ကြောင့်ဖြစ်သည်နည်းဆိုသောအဘယ်ကြောင့်ဖြစ်သည်နည်းဆိုသည်ကိုလည်းပြန်၍သုံးသပ်ကြည့်မိသည်အမှန်မှာအကျွန်ုပ်သည်မဟုတ်မမှန်သောမိစ္ဆာဒိဋ္ဌိအယူကိုယူမိမိကိုစိုးရိမ်လွန်စိတ်လွန်နေခြင်းကြောင့်သာဖြစ်သည်အကျွန်ုပ်သည်မှားယွင်းသောမိစ္ဆာအယူကိုယူသောသူတူလောကမှာထွန်းကားလာသောအခါ
ဤလောက၌ဆင်းရဲများစွာဖြစ်တတ်ပုံကိုဗုဒ္ဓမြတ်စွာဟောကြားထားသောတရားကိုအကျွန်ုပ်သည်အစဉ်တတိယလျက်နှလုံးသွင်းလျက်နေသည်ဖြစ်ရာမဟုတ်ကအယူတွေကိုလိုက်စားမိမိကိုလည်းစိုးရိမ်မိနေလေသည်ဗုဒ္ဓမြတ်စွာဘုရား၏ဟောကြားအပ်သောတရားသည်မှတ်သားသိမ့်ပိုက်ထားဖွယ်ကောင်းလွန်းသည်ဖြစ်ရာဤနေရာတွင်အလင်းတင်သောအပြင်ဖော်ပြသင့်သည်ဟုအောက်မေပါသည်မြတ်စွာဘုရားသည်အောက်ပါအတိုင်းဟောကြားတော်မူလေသည်ယဟန်တို့တယောက်သောပုဂ္ဂိုလ်သည်လောက၌ဖြစ်ပေါ်လာသောလူအများ၏အစည်းအပွားမဲ့ခြင်းကလူအများ၏ချမ်းသာမဲ့ခြင်းကလူအများ၏အကျိုးမဲ့ခြင်းကနတ်လူတို့၏ဆင်းရဲခြင်းကသာဖြစ်သည်ထိုတယောက်သောပုဂ္ဂိုလ်ဟူသည်အဘယ်နည်းဟုမူဖောက်ပြန်သောအပြင်မြင်တတ်သောမိစ္ဆာဒိဋ္ဌိအယူရှိသောပုဂ္ဂိုလ်သည်ထိုပုဂ္ဂိုလ်သည်လူအများကိုသူတော်ကောင်းတရားမှကင်းကွာဆွေ၍မသူတော်တရား၌တည်စေသည်ဤကမသင့်တော်သောအပြင်နှလုံးသွင်းခြင်းအာယောနိသောမနတိကာရရှိသောပုဂ္ဂိုလ်ကိုဖျားဆိုတော်မူခြင်းဖြစ်သည်ထိုသူအဖို့မဖြစ်ပေါ်သေးသောမိစ္ဆာဒိဋ္ဌိတရားသည်လည်းဖြစ်ပေါ်ကြောင်းဖြစ်ပေါ်ပြီးသောမိစ္ဆာဒိဋ္ဌိတရားတိုးပွားကြောင်းကိုလည်းဖျားညွှန်ပြတော်မူပြီးဖြစ်လျာအကျွန်ုပ်သည်တစုံတရာသောမသိလျော်သောနှလုံးသွင်းမှုမျိုးဖြစ်မိကိုလည်းယခုအချိန်တွင်လုံးဝမလိုလားတော့ခြင်းထိုအကြောင်းများကြောင့်မိသက်ပြောသောဥစ္စာဆောင်ကမိမိအားတွေ့ရန်ခေါ်နေကြောင်းစကားကိုလက်ခံရန်ဝင်လေးနေခဲ့ခြင်းပင်ဖြစ်လေသည်ယခုဆရာဗေဒ၏ကြံပေးချက်အရမူဤကိစ္စသည်မသိမလျော်သောအပြင်နှလုံးသွင်းခြင်းမျိုးတော့မဖြစ်နိုင်ဟုထင်မိလေသည်အရာရာကိုတတိဖြင့်စောင့်ကြည့်ခြင်းဒီအလေးထကိုမိမိသည်စတင်ထူထောင်လျက်ရှိသည်ဆီယမရီနာတို့အိမ်တွင်တောင်ပုလူဆရာတော်ဖျားအားဖိုးခွင့်ရပြီးသည့်နောက်၌ဆရာတော်ဖျားဆွန့်လိုက်သောကာယကတာတတိပဋ္ဌာန်ကျင့်စဉ်စာအုပ်ငယ်လည်းမိမိလက်တွင်ရှိသည့်အပြင်ထိုစာအုပ်တွင်ပါဝင်သောတိုနှင့်လူရင်းတို့ရောက်သောဆရာတော်ကြီး၏ဆုံးမစကားများကိုလည်းယခုအခါတွင်အကျွန်ုပ်သည်ဥထိပ်ပန်းစင်လျက်ရှိရာရှေးကနှင့်နှိုင်းစာပါလျင်များစွာပင်ကြည်လင်နေပြီဖြစ်လေသည်ဆရာတော်ကြီး၏ဆုံးမစကားများတွင်အကျွန်ုပ်ဥထိပ်ပန်းစင်ထားသောစကားမှာအောက်ပါစကားဖြစ်သည်လူတ attva တို့တန်တရားမှလွတ်မြောက်ဖို့ရန်နှင့်အဆက်မပြတ်ထက်တလဲလဲပရိသေတိနေခြင်းဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးဖို့ရန်အတွက်သစ္စာ၄ပါးဖြစ်သောဆင်းရဲခြင်းအမှန်တရားဆင်းရဲခြင်း၏ဖြစ်ကြောင်းအမှန်တရားဆင်းရဲချုပ်ငြိမ်းရာအမှန်တရားဆင်းရဲချုပ်ငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းလမ်းမှန်တရားတို့ကိုထွထွင်း၍ဧကံသိမြင်နိုင်ဖို့ရန်မိမိကိုယ်ကိုမိမိအားကိုးအားထားပြုရမည်ဖြစ်သည်မိမိကိုယ်ကိုမိမိမှတပါအခြားမိသူများမကယ်တင်နိုင်ပေနိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းမိမိကိုယ်တိုင်ပင်ကြင်ကြံအားထုတ်မှသာအမှန်စင်စစ်ရနိုင်မည်သာတည်းဤကတောင်ပုလူဆရာတော်ဤဩဝါဒဖြစ်သည်ကံတရားကိုမိမိသဘောပေါက်သည်ကစ၍ဤလောက၌မိမိဘဝကိုကံမိသူသည်လည်းမိမိသာဖြစ်သည်မိမိအားအမြင့်ဆုံးမြတ်ဆုံးဘဝသို့တိုးတက်ရောက်နိုင်အောင်အစွမ်းဆောင်ဆုံးလုပ်ပေးနိုင်သူသည်လည်းမိမိသာပင်ဖြစ်သည်အခြားမရှိဟုသိမြင်ထားပြီးပြီဖြစ်ပေရာထိုဥစ္စာဆောင်များကိုအားကိုးဖို့လည်းစိတ်မကူသူတို့ထံမှအမအစကိုလည်းရဖို့မမျှော်လင့်ဖြစ်နိုင်သည်ဟုလည်းမထင်ဖြစ်နိုင်သည်ဟုလည်းမထင်ပါဖြစ်စေလိုသည့်ဆန္ဒလည်းမရှိပါတို့ရာတွင်သူတို့သည်ငါအားဘာကြောင့်တွေ့ကျင်လေသည်နည်းဆိုသောအချက်ကိုမူစဉ်းစားကသိလိုစိတ်များဖြစ်ပေါ်လျက်ရှိသည်ကတော့အမှန်ပင်ထိုအကြောင်းကြောင့်ပင်တနေ့တနိုင်တပည့်တပန်းများဆုံသောအခါထိုကိစ္စကိုသူတို့အားပြောပြမိလေတော့သည်တပည့်များမှလူငယ်များဖြစ်ခြင်းကြောင့်စံပြသောအတွေ့အကြုံကိုစိတ်ဝင်စားကြလေသည်ကျွန်တော်တို့လည်းလိုက်မယ်ဆရာသွားကြည့်ကြတာပေါ့နက်ကြောမဟုတ်ကလုပ်ရင်ကျွန်တော်တို့တာဝန်သာထားကြည့်ရှင်းပြလိုက်မယ်ဒီလိုတပည့်တွေကအားပေးစကားပြောကြသဖြင့်မိသက်မမျော်လင့်သောနေ့တစ်နေ့တွင်နက်ပြတ်မနဲ့ငါနက်ကြောအိမ်ကိုသွားမယ်ဟုပြောပြီးမိသက်ကိုအပြင်မသွားရန်လဲတားဆီးလိုက်လေတော့သည်နက်ကြောအိမ်သို့သူကြိုတင်သွားပြီးတစုံတရာစကားသွင်းမိကိုစိုးရိမ်သောကြောင့်ဖြစ်သည်နောက်နေ့နက်တွင်အကျွန်ုပ်နှင့်အတူလိုက်ပါကြမိတပည့်များအစုံအညီရောက်ရှိလာကြလေသည်10ဦးခန့်ရှိမိထင်သည်ထိုအတိုင်းဝိုင်းနှင့်အတူငမိုးရိပ်ရက်ွက်ရှိနက်ကြောအိမ်သို့သွားကြသည်ရွှွန့်ပွက်ထူသောလမ်းဖြင့်သွားရသည်နက်ကြောအိမ်ကတဲတာဖြစ်သည်ဝါထရံကပြင်ခင်းတဏီမိုးဖြစ်သည်အကျွန်ုပ်တို့အဖို့အိမ်ပေါ်သို့တက်သောအခါအိမ်ပြိုကျမိကိုပင်စိုးရိမ်ရသည်ဖျားပုံတော်ကိုအထက်ဆုံးငါထားပြီးအောက်သို့အဆင့်ဆင့်နက်ရုပ်ပပုရုပ်များဖြင့်နက်ကုန်းကိုပြုပြင်ထားသည်အိမ်ပေါ်သို့ရောက်သောအခါအသက်60ခန့်ရှိပိန်ညက်ညက်မိမ့်မရှာလူကြီးတူထွက်လာသည်မိသက်ကအမေစိန်ဖြစ်ကြောင်းပြောပြီးအကျွန်ုပ်နှင့်မိတ်ဆက်ပေးသည်ထိုအချိန်တွင်ဖနှက်ချွတ်နေရာ၌ခွေကလေးအိတ်နေသောထောင်မောင်းလူကြီးတစ်ယောက်နက်ကုန်းရှိရာသို့တက်လာသည်သူလည်းမိမ့်မရှာဖြစ်သည်သူ့အစင်းမှာအမေစိန်လိုတတနနမရှိ
စောင်းတွင်ဖြစ်သဖြင့်အနှွေးတဲ့အဆုပ်ကလေးများကိုဝေ၍အနှွေးတဲ့အဆုပ်ကလေးများကိုထပ်၍ဝစ်ဆင်ထားလေသည်မိသက်ပြောထားပြီးဖြစ်သဖြင့်ထိုသူသည်ဥပိုနီဆိုသူဖြစ်လိမ့်မည်ဟုအကျွန်ုပ်တွက်မိလေသည်အကျွန်ုပ်ကလည်းဘာမှမမေးသူကလည်းဘာမှမပြောဘဲသူလာထိုင်လေသည်အကျွန်ုပ်တို့လူစုကမူအိမ်ဤကြံမြင်လမြင်အခြေအနေနှင့်ထိုလူကြီး၏မူရာများကိုသာအကဲခတ်၍မျက်လုံးများစွာဖြင့်ဝိုင်းအောင်၍စူးစူးရဲရဲကြည့်နေကြလေတော့သည်ဥပိုနီလည်းဖျားကိုကြော့ပြီးနောက်အာယုံပြုတ်လိုက်သည်နှင့်ဥစ္စာဆောင်ဆိုသူပရလောကမှဝိညာဉ်သည်ဥပိုနီတွင်ဝင်ပူးလေတော့သည်တက်စီနှစ်စီးသဘောကိုအကျွန်ုပ်တွေ့ကြုံဘူးခြင်းမှာဤတစ်ကြိမ်သည်ဒုတိယအကြိမ်ဖြစ်သည်ဟုဆိုသည်ပထမအကြိမ်တွင်ပကောဤတက်စီခြင်းကိုတွေ့ကြုံဘူးကြောင်းအထက်မှဆိုခဲ့ပြီးနှုတ်ဝင်သည်တွင်နှုတ်ဝင်လာသည်နှင့်သူကအကျွန်ုပ်အားခမည်းတော်ဖျားဟုခေါ်လေသည်အကျွန်ုပ်လည်းနေရင်ထိုင်ရင်ဇက်တဲကဘယင်ကြီးလားမိမိကိုအောင်းမေ့ရလေတော့သည်အဖြစ်ပြက်အားလုံးမှလည်းဇက်ကွက်တစ်ခွက်ကိုတရုပ်ဆောင်ကပြနေသည်နှင့်ပင်တူနေတော့သည်နေပါအောင်ခုဝင်နေတာကဘသူလဲငါကကောဘာဖြစ်လို့ခမည်းတော်တွေဘာတွေခေါ်နေရတာတော့ငါနဲ့ဘလို့ပတ်သက်လို့ငါ့ကိုခေါ်ရတာတော့သမီးတော်အနေနဲ့အကြောင်းစုံရှင်းပြခြင်းလို့ခမည်းတော်ကိုတီငမိုးရိတ်ကလားနန်းနန်းကိုခေါ်ရတာပါဖေ။သမီးတော်ရဲ့အမိကစောနန်းကြည်ပါဖေ။ဟိုလွန်ခဲ့တဲ့9ဘဝလောက်ကရှမ်းဖြစ်စဉ်ခမည်းတော်ကကိုရိုင်းကိုစော်ဘွားဖြစ်ခဲ့ပါတယ်။သမီးတော်ဟာအဲ့ဒီတုန်းကသမီးတော်ပါဖေ။ခုသမီးတို့ကတိုင်နှန်းရှင်တွေဖြစ်နေကြပါတယ်။တိုင်နှန်းရှင်ဆိုလို့အထင်မကြီးပါနဲ့ခမည်းတော်။တိုင်နှန်းရှင်ဆိုတာဝေမာနိကပိတ်တာလို့ခေါ်တဲ့တစေအကြီးစားတွေပါဖေ။ဒါတွေထားပါတော့မင်းတိုင်နှန်းရှင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါငါနားမလဲဘူးစိတ်လည်းမဝင်စားဘူးမင်းအုပ်ဆက်ဆောင်ဟုတ်တယ်မဟုတ်ဘူးဆိုတာလေငါမှသိနိုင်တဲ့နီးမရှိဘူးမင်းပြောတာမင်းစကားပဲငါဟာမင်းရဲ့အဖေဖြစ်ခဲ့တယ်ဆိုတာလေငါတော့မသိဘူးသိနိုင်တဲ့နီးလဲလောလောဆယ်ငါမှမရှိဘူးဖြစ်နိုင်တာကတော့တန်တရားချင်းလေနေကြတဲ့လူတိုင်းဟာတားအဖမအေးနှမတော်ဆက်ခဲ့ကြမှာပဲဒါကဖះဟောတဲ့နီးနဲ့ငါနားလေတဲ့လောက်ကိုပြောတာဒါတွေကအဓိကမဟုတ်ဘူးအခုမင်းငါ့ကိုခေါ်တယ်ဆိုတာအဲ့ဒါဘာလို့ဖို့ခေါ်တာလဲဒါကိုပဲငါသိချင်တယ်ဒါကိုပြောချင်လို့ခေါ်တာပါခမီးတော်ခုခမီးတော်ဟာဖျားတရားတန်ခါမှာကြီးညိုတက်တဲ့ပုံကိုမြတ်ဖြစ်လာတာတွေ့ရတော့သမီးတို့စိတ်မကောင်းဖြစ်ခဲ့ရသမျှခုတော့စိတ်ချမ်းသာရပါပြီဖျားသမီးတို့မှာဒီဘဝခမီးတော်ကိုရှာတွေ့တော့သာသနာအပမှာရောက်နေတာတွေ့ရလို့အကြီးအကျယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်စိတ်မကောင်းဖြစ်ရတာကတော့ခမီးတော်ဟာတာမန်လူပုဂ္ဂိုလ်မဟုတ်ပါဘူးဘဝကဗုဒ္ဓသာသနာတော်ကိုပြုစုပြောထောင်ခဲ့တဲ့ပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်ဖြစ်ပါလျက်နဲ့ဒီဘဝမှာသာသနာတော်နဲ့အလန်းဝေးတဲ့အဖြစ်ကိုရောက်သွားရတာကိုဝမ်းနေတာပါဖေ။သို့တော့ခုတော့ခမည်းတော်ဟာဘဝကံကြီးမားသူဖြစ်တဲ့အတွက်အမျိုးမျိုးသောအခက်ခဲတားဆီးတွေကိုဖျက်ကျော်နိုင်ခဲ့ပြီးသာသနာတော်ကိုတဖန်ပြုစုရမယ့်သူအဖြစ်ကိုပြန်ရောက်နေပြီ။ဒီဘဝမှာသမီးတော်တို့လည်းခမည်းတော်နဲ့အတူသာသနာပြုကြမှာပါဖေ။ထိုအခါကျွန်ုပ်ကသူ့ကိုအုပ်ဆက်ဆောက်တိုင်နှန်းရှင်ဆိုလျင်ထို့သို့ဖြစ်ကြောင်းသက်သေပြဖို့ပြောပြန်လေသည်အလွယ်ဆုံးကတော့အုပ်ဆက်ဆောက်ဆိုတာပစ္စည်းပေးနိုင်တယ်လို့လူကြီးတွေပြောတာငါကြားဘူးခဲ့တယ်ငါစိတ်ထဲအဲ့ဒါဒဏ္ဍာရီလို့ပဲမှတ်တယ်ခုကြတော့မင်းဟာအုပ်ဆက်ဆောက်မှာလို့ရဲရဲတင်းတင်းဝန်ခံတယ်ဒီတော့မင်းအုပ်ဆက်ဆောက်ဖြစ်ကြောင်းကိုငါ့ကိုယုံလောက်တဲ့သက်သေခံပစ္စည်းတစ်ခုပေးရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပါစေကွာခမီးတော်စိတ်တိုင်းကြဖြစ်စေရပါမယ်ထိုစကားအဆုံးတွင်သူသည်တဆက်ဆက်တုံပြန်သည်ထိုသို့တုံနေစဉ်တချွင်ချွင်မြည်နေသောအတန်တစ်ခုသည်ထိုလဝါးနှစ်ခုကြားမှထွက်ပေါ်လာလေတော့သည်ထို့နောက်ထိုအတန်မြည်လျက်ပင်လဝါးအစုံသည်အောက်သို့ကျလာကအကျွန်ုပ်အားလက်သင့်ခံရန်မျက်ရည်ပြသဖြင့်အကျွန်ုပ်လည်းဗာများပါလိမ့်ဟုသောအတွေ့ဖြင့်လဝါးကိုဖြန့်ခံလိုက်လေသည်အကျွန်ုပ်လက်ထဲသို့ထည့်လိုက်သောအရာမှာငွေတင်းကားနှစ်ပြားဖြစ်လေသည်လက်ထဲသို့ရောက်ပြီးနောက်ကြည့်လိုက်သောအခါထိုတင်းကားပြားနှစ်ပြားမှာကာလာသုံးငွေတင်းကားမဟုတ်ပေရတနာပုံခေတ်သုံးဒေါင်းတင်းကားနှစ်ပြားဖြစ်လျက်နေတော့သည်အကျွန်ုပ်လည်းယုံနိုင်ပွဲမရှိသောထိုအဖြစ်ကိုမျက်လက်ပြသလိုများဖြစ်လေမည်လားဟုအောက်မေ့ကတင်းကားကိုအပြန်ပြန်လှန်လှန်ကြည့်လျက်နေလေသည်တင်းကားပေါ်တွင်အောက်ပါစာတန်းကိုအထင်ရှားတွေ့ရသဖြင့်ဤအရာသည်စိတ်အထင်မဟုတ်အိမ်မက်မဟုတ်ပကတိတင်းကားများဖြစ်ကြောင်းဝန်ခံရလေသည်တင်းကားပေါ်တွင်ရေးထားသောစာတန်းမှာပန်းဘက်တွင်ရတနာပုံနေပြီးတော့တစ်ကျက်3တင်းကား1214ခေါင်းဘက်တွင်ဒေါင်းရုပ်နှင့်တစိတ်တော်ဟုပါရှိလေသည်ယုံနိုင်ပွဲမရှိဟုအကျွန်ုပ်စိတ်မှခံစားရခြင်းသည်အကြောင်းရှိပါသည်ဘဲကြောင့်ဆိုသောမမြင်ရသောဝိညာဉ်ဟုဆိုအပ်သောပရလောကသားအုပ်ဆက်ဆောင်ဆိုသူသည်မြင်ရသောဤရုပ်ဝတ္ထုကိုအဘယ်တကိုတတိဖြင့်ဤနှုတ်ဝင်သည်ဤလက်တွင်းသို့ရောက်အောင်ထည့်လိုက်လေသည်ကိုအကျွန်ုပ်မစင်စားတတ်သောကြောင့်ဖြစ်သည်မစင်စားတတ်ခြင်းမှာစဉ်းစားရန်ဉာဏ်မမီခြင်းလည်းဖြစ်ပါသည်
ကျမ်းဂန်များတွင်ထိုနတ်မျိုးသည်ကမ္မစိတ်တိတကိုကံကြောင့်ဖြစ်သောတကိုးရှိသည်ဟုဖော်ပြထားသည်ကိုဖတ်ရဘူးတော့လေထိုတကိုးသည်မိသို့သောသဘောရှိသည်ကိုဆိုမှုကအကျွန်ုပ်အရာမဟုတ်၍လားမပြောတတ်အကျွန်ုပ်မှာနားလေသဘောပေါက်နိုင်သောအခြေအနေမရှိချေတို့ရာတွင်မိမိသဘောမပေါက်သည်ကတခြားလက်တွေ့မျက်မြင်ကြုံတွေ့နေရသည်ကတခြားဖြစ်နေလေသည်မိမိလက်တွင်သို့ယေရနာပုံခေတ်ဒေါင်းတင်ကနှစ်ပြအမှန်ပင်ရောက်ရှိနေခြင်းကိုဒါဘယ်နည်းနဲ့မှမဖြစ်နိုင်ဟုဆိုရန်လဲခက်သည်ထိုပစ္စည်းကိုမရပါဘူးဟုဆိုရင်လည်းအခက်ကြုံရလေတော့သည်ဤတွင်လူသားသည်မိမိလက်လန်းမိသည်များဉာဏ်မိသည်များလောက်ကိုစိတ်ချယုံကြည်ခြင်းသောသဘောရှိကြောင်းကိုလည်းသတိပြုမိပါသည်အမှန်မှာတော့သိပ္ပံပညာရှင်များပြောဆိုနေကြသောစကားများတွင်မိမိဉာဏ်မမီသောစကားတွေအမြောက်များပါရှိသည်သာဖြစ်သည်တို့ရာတွင်သိပ္ပံပညာရှင်များပြောဆိုသည့်စကားဖြစ်ပါမူကားမိမိအပါအဝင်ယခုခေတ်လူသားတို့သည်အဘယ်ကြောင့်အလွယ်တကူယုံကြည်ခြင်းကြသနည်းဖျားကဓာရီသည်အမှန်ရှိပါသည်ဟုတပ္ပညုတဉာဏ်တော်ဖြင့်ဟောကြားခဲ့သည့်စကားများကိုယုံကြည်လက်ခံရန်ကိုမူကားအဘယ်ကြောင့်တွန့်ဆုတ်နေကြသနည်းယခုမူအကျွန်ုပ်သည်မျက်စိအောက်တွင်ဒိဋ္ဌကြုံနေရပြီဖြစ်ပါလျက်ဝေမာနိကပိတ္တာမျိုးဖြစ်သောဥစ္စာဆောင်ဆိုသူတို့ရှိကြောင်းကိုဗုဒ္ဓမြတ်စွာဟောထားပါလျက်အဘယ်ကြောင့်ယုံနိုင်ပွဲမရှိဟုထင်ရပါသနည်းထိုမေကွန်း၏အဖြစ်ကဗုဒ္ဓဘာသာဖြစ်ပြီးသည့်တိုင်အောင်ဖျားတရားတန်ခါ၌ယုံကြည်သက်ဝင်သည်ဆိုပြီးသည့်တိုင်အောင်ထိုစိတ်သည်မခိုင်မာသေးသောကြောင့်ပေပဲလားသို့မဟုတ်တန်တရားဖြစ်တတ်သောအလေးကျင့်သည်အထုံဝါဒနာပါနေ၍ပေပဲလားသို့မဟုတ်သူခေတ်နှင့်တော့သူတွင်ကျဲဆိုသောစကားအရသိပ္ပံခေတ်မှာသိပ္ပံပညာသို့မဟုတ်ရုပ်ပိုင်းသိပ္ပံစက်မှုသိပ္ပံတို့ကဩဇာကြီးမားနေခြင်းကြောင့်ပေပဲလားဒါကိုအတိအကျဆိုရန်လဲကျွန်ုပ်မှာအခက်အခဲရှိနေသည်ကအမှန်ပင်ဖြစ်သည်ထို့ကြောင့်စောနန်းကြည်ဆိုသူကမေးသောအခါအကျွန်ုပ်သည်အောက်ပါအတိုင်းဖြေရလေတော့သည်ခုသမီးကလက်တွေ့ခမီးတော်ကိုပြပြီးပြီယုံနိုင်မည်မဟုတ်လားခမီးတော်မယုံဘူးလို့ပြောဖို့တော့ခက်သွားတာအမှန်ပဲဒါပေမဲ့ဘဝင်လုံးလုံးကြပြီလားဆိုတော့တိတ်မကြခြင်းဘူးထို့နောက်အကျွန်ုပ်သည်သူမေးသောမနောဆန်းမေးခွန်းကိုနားဆိုင်ထောင်နေသည်သူကဘဝဟောင်းကပစ္စည်းများပေးမိဖျားဆင်းနုတော်များယူမလားပစ္စည်းဥစ္စာယူမလားမေးသည်အကျွန်ုပ်မှာအချိန်တန်ကြာစဉ်းစားပြီးဖျားဆင်းနုတော်များယူလိုကြောင်းဆုံးဖြတ်ချက်ချလိုက်နေသည်ထိုအခါစောနန်းကြီးကဆိုလေသည်ဒါဆိုသမီးတော်တို့ကခမီးတော်ဆုံးဖြတ်တဲ့အတိုင်းဆောင်ရွက်လိုက်ပါမယ်မနေ့ဖြန်မနေ့9နာရီမထိုးခင်ဒီနက်နန်းကိုခမီးတော်တို့ရောက်အောင်လာပါပိတ်ဖြူ3000လဲယူခဲ့ပါဒီညစ်မှာခမီးတော်အဋိဌံပတိစိတ်ပါဘယ်နှပတ်စိတ်ရမှာလဲများများမဟုတ်ပါဘူး9ပတ်ပဲစိတ်ပါဘာစိတ်ရမှာလဲခမီးတော်ကြိုက်ရစိတ်ပါဂုံတော်တဘာဘာကိုစိတ်ခမီးတော်အာယုံကြရစိတ်ရင်ဖြစ်ပါတယ်ခမီးတော်ပရိစိတ်တဲ့အချိန်မှာခမီးတော်အနားမှာသမီးတော်လည်းရှိမှာပါအကျွန်ုပ်အဖို့မူဤတွေ့ကြုံသည်မယုံလဲခက်ယုံလဲခက်ဖြစ်နေလေတော့သည်လက်တွေ့ကိုမှယုံပြီးဆိုတော်သူကိုလက်တွေ့ပြလိုက်သည့်အခါမငင်းသာတော့ချီညတွင်အကျွန်ုပ်သည်အိမ်ရှိခန်းတွင်ထိုင်ပြီးဂုံတော်ပရိငါးဘက်စိတ်လေသည်အိမ်မှာဖျားစဉ်မရှိသဖြင့်တောင်းကြသောနေရာတွင်နိုင်ရန်ကိုမျက်နှာပြုပြီးစိတ်လေသည်ထိုအချိန်တွင်မြတ်စွာဘုရားသည်ကျိန်းဆက်တော်မူစဉ်ဖြစ်စေပြိဋိဘံယူစဉ်ဖြစ်စေမြောက်ရက်သို့ဥကောင်းထားသည့်အချက်မှာထိုမြောက်ရက်သည်တစုံတရာထူးခြားမှုရှိလိမ့်မည်ဟုတွေးမိသဖြင့်အကျွန်ုပ်လည်းမြောက်ရက်ကိုမျက်နှာမူ၍ပတိစိတ်လေသည်အိမ်ရှိခန်းတွင်မီးများထိန်လင်းနေသည်ကလေးနှစ်ယောက်လည်းအိပ်ပျော်သွားပြီဖြစ်၍အိမ်မှာတိတ်ဆိတ်နေလေပြီ9နာရီကျော်သောအခါဧည့်သည်များလည်းမရှိတော့ပတိစိတ်ရသည်မှာအာယုံရသလိုရှိသည်စိတ်တည်ငြိမ်မှုအတန်အသင့်လည်းရှိလေသည်တို့ရာတွင်ဘာကြောင့်မှမသိမကြာခဏကြက်သီးမွေးညင်းထသည်စိတ်ထဲမှာအလိုလိုနေရင်ကြောက်လန့်သလိုဖြစ်နေသည်ဖျားပေါ်မှာတညင်လုံးထိုင်ပြီးပတိစိတ်လိုက်အာနာပါနလှုပ်လိုက်လုံနေစဉ်ကထိုကဲ့သို့တခါမျှပင်ထိတ်လန့်ခြင်းတုန်လှုပ်ခြင်းမရှိခဲ့ပဲလျက်ယခုအိမ်ပေါ်မှာမိထိန်လင်းနေစဉ်9ဘက်မျှသောပတိကိုစိတ်ရနိုင်ဘယ်ပုံဘယ်နည်းစိတ်လှုပ်ရှားမှုဖြစ်ပေါ်မှန်းမသိကြောက်စရာအာယုံတစုံတရာလည်းမပေါ်ပဲအလိုလိုနေရင်ထိတ်လန့်တုန်လှုပ်နေသောစိတ်ကိုထိမရအောင်ဖြစ်လေတော့သည်အာယုံတွေကတော့အမျိုးမျိုးပဲပေါ်သည်ရုပ်ရှင်စကားစီလည်းရောက်သွားသည်ကိုဝင်းဦးအကယ်ဒမီရသည့်စီကိုလည်းရောက်သွားသည်သူရတ္တိမေတော်ရုပ်ပုံလည်းအာယုံမှာပေါ်လာသည်မိမိအားလည်းအနုပညာဉာဏ်ပညာအားဖြင့်ထွန်းပေါက်သူဖြစ်အောင်မေတော်ကြီးမဆစေခြင်းသောစိတ်တွေလည်းဖြစ်သည်တော်တော်ကြာတော့လေအိုးငါဘာသာငါစူးစမ်းရမှာပဲဘသူကမှအားကိုးစရာမလိုပါဘူးဟုလည်းအားတင်းစိတ်များဖြစ်ပေါ်ပြန်သည်စိတ်ကိုတည်ငြိမ်အောင်စူးစမ်းကြည့်သောအခါစောက်တရားမရအောင်ဖောက်ပြန်ပြေးစော်နေသောမြောက်တကောင်နှင့်တူသောစိတ်ကိုတွေ့မြင်ရလေတော့သည်ထို့ကြောင့်လေဒီဆရာတော်ဖျားကပုထုဇဉ်စိတ်ကိုသူယူစိတ်သူနန်းစိတ်ဟုသမုတ်ချင်းဖြစ်လေသည်လေဒီဆရာတော်က
လောက၌စိတ်ကိုအစိုးမရသောသူယူမဟုတ်ကြစိတ်ကိုအစိုးရကြသောပဂတိလူကောင်းသူကောင်းဖြစ်ကြသူတို့လည်းသမထအရာဝိပဿနာအရာတို့၌စိတ်ကိုအစိုးမရသောသူယူတွေကြီးဖြစ်ကြကုန်၏ဟုဆိုဘူးလေသည်ရောက်ရက်ခက်စိတ်ယူစိတ်နောက်ကဖောက်ပြန်လွန်လှသည်မြောက်ကိုတိုင်မာကျိုးဖြင့်ခြိထားစဉ်ထိုမြောက်သည်ဟိုသွားလိုက်ဒီသွားလိုက်မိမိကိုယ်ပြန်ပြီးကုတ်လိုက်ထလိုက်ထိုင်လိုက်နိဆက်ရာအမြင့်သို့တက်လိုက်အနှိမ့်သို့ဆင်းလိုက်နှင့်ကနာမငြိမ်ဖြစ်တဲ့ကဲ့သို့ဖြစ်နေသောစိတ်ကိုမြင်ရလေသည်ထိုအခါထွေထူးစွာစဉ်းစားလွင်ပါသောစိတ်ကိုလည်းတွေ့ရသည်ငါကိုအုပ်ဆဆောက်ကဘာကြောင့်ပရိစိတ်ခိုင်းရသနည်းပရိစိတ်ခိုင်းခြင်းမှာအပြစ်တော်မရှိကုသိုလ်ဖြစ်ဖို့သာရှိသည်ငါအားအကျင့်စရဏကိုကျင့်ကြံအားထုတ်မှုဘက်တွင်ပိုပြီးအရေးထားလာအောင်ဆွဲဆောင်နေခြင်းပဲလားဒီလိုဆိုလဲသူသည်ငါ၏ကောင်းကျိုးကိုလိုလားသူပဲဤသို့လွင်သောစိတ်ကိုအကောင်းဘက်သို့ရောက်အောင်လှည့်တွေးလိုက်ပြီးနောက်ပတိငါဘက်ပြေအောင်အတော်ပင်အာယုံယူပြီးစိတ်ရလေတော့သည်နောက်နေ့တွင်နနက်9 နာရီမထိုးမီနန်းနန်းသို့ရောက်အောင်သွားကြလေသည်ပိတ်ဖြူ3000ကိုလည်းမိသက်ကယူဆောင်လာသည်ထိုအချိန်တွင်မိသက်ဤစိတ်ကပို၍လှုပ်ရှားနေလေသည်သူစိတ်လှုပ်ရှားလျင်အလွန်သိသာသည်သူသည်မောခြင်းပန်းခြင်းကိုမသိတော့ဘယ်သွားရဘာလို့ရလျှင်မြန်ဖြက်လက်နေလေတော့သည်သူစိတ်ထဲတွင်အုပ်ဆဆောင်ကသူ့ကိုမတော့မီဟုအောက်မေ့နေသလားမသိသူတို့မျိုးရိုးမှနှစ်ပွဲလိုက်သူတွေကလည်းရှိသည်သူမှသည်နတ်ကိုအလွန်ဝါသနာပါသည်နတ်လုံနေရလျင်သူစိတ်ချမ်းသာနေသည်ကိုဆိုလိုပါသည်လူတွေသည်နတ်ကိုကိုးကွယ်လိုက်ထာဝရဘုရားကိုကိုးကွယ်လိုက်လူသားဘုရားကိုကိုးကွယ်လိုက်နှင့်ယူဝါဒမျိုးမျိုးကိုယုံကြည်ကိုးကွယ်ကြကထိုယုံကြည်မှုအတွက်အလုံးလုံးနေကြခြင်းကိုကျေနပ်နှစ်သိမ့်ပြီးပျော်နေတတ်ကြသည်နန်းနန်းတို့အကျွန်ုပ်တို့အစောဆုံးရောက်ကြလေသည်အကျွန်ုပ်တို့နန်းနန်းနဲ့ဝင်ထိုင်တော့ဥပိုလ်နီကကပြင်မအိမ်မပေါ်သို့တက်လာကဖျားကြော့လေသည်ထို့နောက်အုပ်ဆက်ဆောက်စောနှန်းကြည်ဆိုသူဝင်ပူးလေသည်အကျွန်ုပ်လုံးဝမမျှော်မှန်းနိုင်သောဖြစ်နိုင်မည်ဟုလည်းမထင်ခဲ့သောရုပ်ပွားတော်များကိုတစုပြီးတစုပေးလေသည်ရွှေရောင်ဝင်းဝင်းနှင့်တက်ပယ်လာသည်ဖျားရုပ်ပွားတော်ကိုပေးပြီးနောက်သူသည်အကျွန်ုပ်နှင့်အတူလူဘဝတွင်ပူးတွေ့၍သာသနာပြုရန်လူပြည်သို့လာမိအကြောင်းကိုဆိုသည်ခမည်းတော်ဖျားသမီးတော်ဟာခမည်းတော်ကိုဘဝဆက်ဆက်လိုက်ရှာနေခဲ့တာယခုဆို9 ဘဝတောင်ရှိပါပြီယခုမှဒီငမိုးရိတ်ကကလားနန်းထဲမှာပြန်တွေ့ခွင့်ရပါတယ်ဖျားသမီးတော်ခုခမည်းတော်ကိုတွေ့ရပြီဖြစ်လို့လူပြည်ကိုလာပြီးခမည်းတော်နဲ့အတူသာသနာပြုခြင်းလာပါတယ်ဖျားသမီးတော်ကိုလူပြည်ကိုလာခွင့်ပြုပါဖျားဟေးငါကဘလို့လို့လာခွင့်ပြုရမှာလဲငါမှဘာပါဝါရှိလို့လဲရှိပါတယ်ဖျားခမည်းတော်ကသာလာခဲ့လို့နှုတ်ကခွင့်ပြုပါဖျားသမီးပြောပါမယ်ဟေးဒါဆိုလဲလာခဲ့ပေါ့ငါခွင့်ပြုမှဖြစ်မယ်ဆိုရင်လဲလာခဲ့ပြီတော့ငါခွင့်ပြုတယ်ဒီလိုဆိုလိုက်မိလေသည်ထို့ပြင်အကျွန်ုပ်နှင့်ပတ်သက်သောရှေ့ဖြစ်နမိတ်ဖက်များလဲဆိုလေသည်ထိုစကားများတွင်အကျွန်ုပ်တက္ကသိုလ်ကတိကယာတုကသူလူပြည်ရောက်လျင်ထွက်ရမည့်စကားလဲပါသည်မကြမီနောက်ဆုံးသမီးငယ်စောမြက်ကလေးရယာကိုမွေးဖွားခဲ့လေသည်ရယာမွေးပြီးနောက်တလခန့်အကြာတွင်အကျွန်ုပ်သည်တက္ကသိုလ်အလုံးမှနှုတ်ထွက်ခဲ့ရလေသည်သမီးလူပြည်ကိုရောက်တဲ့အခါခမည်းတော်တက္ကသိုလ်ယာတုကနှုတ်ထွက်ရမည်ဟုကြိုတင်ပြီးသူပြောထားခဲ့သည့်အချက်သည်ယခုမှန်လေပြီဤတွင်အဓိကပြောလိုသည်မှာကာလကြာမြင့်စွာကပင်တည်ရှိခဲ့သောအကျွန်ုပ်နားမလည်သည့်ကိစ္စဖြစ်သည်ထိုကိစ္စသည်တတ္တဝါတို့၏ဘဝတစ်ခုမှအခြားဘဝတစ်ခုသို့ကူးပြောင်း၍ပရိသေတွေတည်နေခြင်းဘဝသစ်တွင်မွေးဖွားခြင်းကိစ္စဖြစ်သည်ယခုနောက်ဆုံးသမီးသည်အုပ်ဆက်ဆောင်ဘဝမှလူပြည်သို့လာခွင့်တောင်းပြီး10 လအတွင်းမွေးဖွားလာသည်ထို့သို့မွေးဖွားခြင်းသည်ဥစ္စာဆောင်ပရိသေတွေယူပြီးမွေးဖွားလာခြင်းအမှန်ဖြစ်သည်ဟုဘာကြောင့်ဆိုနိုင်သနည်းမေးမြန်းစစ်ကြောပွဲအကြောင်းရှိသည်ထိုမိကွန်းအတွက်လည်းအကျွန်ုပ်မှာအဖြေများစွာရှိလေသည်ထိုအဖြေကိုတင့်ရအခန်းကြမှဖော်ပြပါတော့မည်ယခုအကျွန်ုပ်ဆိုလိုသည်မှာဤသမီးငယ်မွေးဖွားလာခြင်းသည်တတ္တဝါတို့၏ကျင်လည်သောဘဝဆက်တန်တရား၏သဲလွန်စအထောက်အထားကိုအကျွန်ုပ်ရရှိခြင်းဖြစ်သည်ဟုဆိုတင်သည်အဘိဓမ္မာတွင်ဟောကြားထားသောတတ္တဝါတို့၏ဘုံဘဝအမျိုးမျိုးဖြင့်တည်နေကြပုံကိုလည်းယခုကျွန်ုပ်သည်မျက်ဝါးထင်ထင်မြင်ရပြီဖြစ်သည်သူသည်ပရိသေတွေမယူမီကဥစ္စာဆောင်ဘဝဖြင့်အကျွန်ုပ်တို့နှင့်ဆက်ဆံခဲ့သည်အကျွန်ုပ်အားလည်းဖျားတရားတန်ခါ၌ကြီးညိုမှုကိုလေးနက်အောင်ဖန်တီးခဲ့သည်ထိုမြတာမကသည်တတ္တဝါတို့ဘဝကူးလျက်တဏှာမှာကျင်လည်ကြပုံကိုမိမိတွေးဟကင်းရှင်းသွားစေရန်သူသည်အထောက်ထားပြခဲ့ပြီးဖြစ်သည်
ထိုကာမဆ၍အကျွန်ုပ်သည်တန်တရားဘဝဆက်ထောက်ထားများကိုတစ်ခုပြီးတစ်ခုတွေ့ကြုံလာရလေတော့သည်ထို့သို့တွေ့ကြုံရတိုင်းမှလည်းကြောင်းကျိုးနိယာမတရားနှင့်ကိုက်ညီလျက်ရှိသည်ယခုဆက်၍ပေါ်ပြမိဘဝတွေ့ကြုံဆက်များသည်ဗုဒ္ဓဘာသာ၌တရားစစ်စစ်ပေါက်ဖွားပြီးနောက်ဖျားတရားတန်ခါကိုယုံကြည်သက်ဝင်ကိုးကွယ်စည်းကပ်သည်မှစ၍အကျွန်ုပ်တွေ့ကြုံရခြင်းဖြစ်သည်ယခုမူအကျွန်ုပ်သည်တန်တရားအထောက်ထားသဲလွန်စာကိုတွေ့ရပြီးဖြစ်၍ဖျားဟောတရားဤမှန်ကန်မှုကိုမိမိ၏နှလုံးသားဝယ်လေးနက်စွာခံယူခွင့်ရပြီဟုဆိုအပ်ပါတော့သည်ဟုတ်ကဲ့ပါရှင်ကြန့်ရှိနေသေးတဲ့ပိုင်းဆက်များကိုလည်းဆက်လက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ထားပေးခဲ့ပါအောင်ရှင်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်